Hello, welcome back from the Isis Tale reading. Tini TV reading garo. What's your trauma and how to heal it? Kuye Satan yaga behale pio di Satan yago below healing lo biamne so reading le pibae. Yama di paiweli mabono. Di trauma wo yama zakama bio karma so bio mi da bae. Ali ro di can be bio. Not how we java. ဆိုတော့ထောက်စာတိုင်းမှာ file 1 file 2 file 3 ဆိုတော့ file 3ခုရှိတယ်။အဲ file 3ခုရတဲ့တဲ့ရ file တွေရွေးချယ်ပေးပါ။အကယ်၍ file ရွေးချယ်ဖို့အချိန်လိုတဲ့ video လေးကိုခဏ pause လုပ်ပြီးတော့3 second လောက်မျက်စိလေးဝင်ပြီးတော့ရွေးချယ်ပေးပါ။ဆိုတော့ let's go. Hello, file 1လေးအားလုံးပဲမင်္ဂလာပါ။ဒီနေ့ကြည့်ပေးမယ့် video လေးကတော့ What is your karma and how to heal it? မင်းရဲ့စိတ်တန်ရာကပဲဟာလေပြီးတော့ဒီစိတ်တန်ရာဘယ်လိုကုသရလဲဆိုတော့ reading လေးပဲဖြစ်ပါတယ်။ဒီမှာကထုံးစံတိုင်းပဲ energy လေးတွေကိုအရင် feel မှာပေါ့နော် energy တွေအရင်ခံစားမယ်ပြီးတော့မှ cut ဆွဲပါမယ်။ဆိုတော့ဒီ file 1လေးတွေရဲ့ file 1လေးရဲ့စိတ်တန်ရာဘယ်ဟာဖြစ်မလဲပြီးတော့ဘယ်လို healing လုပ်ပြရမလဲ။ Okay. ဖယ်လေးရစိတ်တည်ရအောင်ပါလေပြီးတော့ဘယ်လို heal လုပ်ပေးမလဲဖိုင်ဝလေးရလေ healing လုပ်ချင်တယ်ဆိုတော့တကယ် action ယူမှပဲ healing ဖြစ်မယ်လို့တွေ့ပါတယ်ရှင်ဘယ်လိုပြရမလဲဒီပေါ့နော်ကိုယ့်ရဲ့စိတ်တိုင်းအောင်ကုစားခြင်းလဲဆိုကိုယ်ကနေလူလာလာစိတ်တွေရှိရမယ်ပြီးတော့ဒီ healing လုပ်ဖို့ပေါ့နော်ဒီကိုလုံးတဲ့အရာလေးကိုတေချာလေးလိုက်လုပ်ပြီးမှဒီ key ဖြစ်မယ်လို့မြင်တယ်ပေါ့နော်တချို့ဆိုရှိရတယ်အဲ့လိုပြရမယ်လေ healing နဲ့မှာ 100% စိတ်ကိုမနစ်ထားဘူးတေချာမှတ်ထားသူအားရချိန် heal လုပ်တယ်ပြီးတော့အဲ့လိုပုံမှန်လုပ်တယ်အားရချိန်ပြန်လုပ်တယ်အဲ့လိုမရဘူးဒါကျတော့ design မှတ်လေးသွားပြီးမှရမယ်လို့တော့မြင်တယ်ပေါ့နော်ကိုကက်လေးလည်းနည်းနည်းဆွဲအောင်မယ်ပိုတေချာသွားအောင်ပေါ့အကြီးကလေဒီ Leo energy ရပါတယ် Leo energy ရတယ်ပြီးတော့ Six House energy ရပါတယ်ဆိုတော့လေဒီ video ကြည့်ရတဲ့သူတွေရဲ့မှာအများစုကအင်ရှင်မတွေဖြစ်နိုင်တယ်အင်ရှင်မတွေမဟုတ်တော့အကြီးဆုံးသားအကြီးဆုံးသမီးတွေဖြစ်နိုင်ပါတယ်တချို့ပါတော့အင်ရှင်မလည်းမဟုတ်ဘူးအကြီးဆုံးသားအကြီးဆုံးသမီးဖြစ်မနေဘူးဆိုတော့အိမ်မှာလေကိုကအဲ့လိုဥဆောင်နေရတဲ့သူတွေဖြစ်တတ်တယ်ပေါ့နော်ဥဆောင်နေရတာစီးပွားအရာဥဆောင်နေရအိမ်တော်တစ်ခုကိုကဥဆောင်နေရမိသားစုတစ်ခုကိုဥဆောင်နေရတဲ့သူစီးပွားရေးလုပ်တဲ့လူဖြစ်နိုင်တယ်တချို့ကျတော့အင်ရှင်မတွေဖြစ်နိုင်ပါတယ်ကိုမောင်ကကိုမောင်လို့ရှိရင်အိမ်မက်တွေရှိရယ်ညှိုးလေးချက်တွေရှိရယ်ဒါပေမဲ့ကွာအဲ့အရာတွေကိုကိုယ့်ရဲ့မိသားစုအတွက်လဲပြီးတော့ကွာအိမ်မှာပဲသူတို့အဆင်ပြေဖို့အတွက်ဝေယဝဆရီကိုလုပ်နေရပြီးတော့အချက်ပြုတ်နေကိုယ့်ရဲ့ဘဝရောပေါ့နော်ဒီအိမ်တို့အထူးသဖြင့်မိဖို့ချောင်းတို့အဲ့လိုနေရာမျိုးမှာရင်းနှီးမြှုပ်နှံပြီးတော့လေကိုလှုပ်ချင်တာတွေနောက်မှထားပြီးတော့မိသားစုအတွက်ပေးဆက်နေရလို့ညီမပို့မြင်ပါတယ်အဲ့လိုလေအလုံးထွက်လို့တဲ့သူကတော့တော်တော်လေးရှားမယ်လို့ねတချို့ကြတော့လေဘယ်လိုပြမလဲအိမ်မှာအိမ်မှုကိစ္စတွေလုပ်ကြတယ်အိမ်မှုအိမ်တောင်လည်းလုပ်ကြတဲ့ကြားတဲ့ကနေမှဘယ်လို online shop လုပ်တာတော့တည်ရမလားစီးပွားရှာလဲကိုပဲအိမ်မှုကိစ္စလုပ်ကြတယ်ကိုပဲတချို့ကြတော့အဲ့လိုတွေ့ရပေါ့နော်ပြီးတော့ဒီ energy ကိုခဏလောက်ကြည့်တဲ့အချိန်မှာဘယ်လိုခံစားရလဲဆိုတော့အရင်မူးချင်နေတယ်လို့မြင်တယ်ကိုကအရင်မူးချင်နေဘာကြောင့်လဲဆိုတော့ဖြစ်ချင်တာတော့ကွာဖြစ်တင်တာတွေကိုရွေးချယ်ပြီးတောက်လျှောက်လုပ်ခဲ့ရပေါ့နော်အဲ့ဒီကြောင့်လမ်းကြောင်းတွေကမှားရမမှာပဲကိုပျော်ရွှင်မှုကိုစီမှာရှိမနေဘူးပေါ့နော်ပြီးတော့ကိုကနည်းနည်းအထီးကျန်နေတယ်လို့ခံစားရတယ်ကိုအရင်ငိုချင်တယ်ဒီ energy ခဏလောက်တဲ့အချိန်မှာလေ breeder တော့မှငိုချင်တယ်ဒီလားလို့ရှင်ထဲမှာလူစို့ပြီးတော့ခံစားရတယ်ပေါ့နော်ကိုနာမှာလူရမရှိလားဆိုရှိတယ်ဒါပေမဲ့ကိုရင်ဖွင့်လို့ရတဲ့သူမရှိဘူးပေါ့နော်လူရောက်ကိုအတန်မာတယ်သူကတော့တယ်အဲ့လိုပြောမှကိုရှင်ထဲမှာကြိတ်ပြီးတော့ခံစားနေရတာပေါ့မ
တိကြဘူးကိုကလေအဲ့လိုထုတ်ပြောဖို့ဝင်လေးတဲ့လူတွေမှာပါတယ်ပေါ့နော်အထူးသဖြင့်တချို့ဆိုရင်လေအဲ့လိုအသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့အိမ်မှုကိစ္စတွေလုပ်နေရတဲ့သူတွေပြင်တယ်ဥပမာကိုကចောင်းသူကတည်လားចောင်းသူကចောင်းစာတွေလည်းလုပ်ကြတယ်အိမ်ရောက်တော့လေထမင်းချင်းဟင်းချက်လေးကိုပဲလုပ်ကြရတယ်မမဝေယဝဆလေးကိုပဲလုပ်ကြအခုမှចောင်းစာတွေရောပြီးတော့じゃအိမ်မှုကိစ္စတွေရောကိုအဲ့လိုလုပ်ကြတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့တစ်ဖက်မိသားစုကကို appreciate မလုပ်တာမျိုးညီမပို့ပြီးခံစားနေရတယ်ပေါ့နော်ဘယ်လိုပြမလဲကိုကဒီအိမ်အတွက်ကိုယ့်ရဲ့ energy အကုန်လုံးလို့ရင်းနှီးပြီးတော့လုပ်ပြီးတော့တပင်းနဲ့ချက်ပြီးကိုစေးနာဘာနဲ့အကုန်လုပ်ပြီးရဆိုပေမဲ့ကိုလုပ်ပြီးလိုက်တဲ့သူတွေကကိုကအရန်တော့ပဲเนาะခွင့်လုပ်ပြတဲ့ကျေးဇူးတင်ပါတယ်အဲ့လိုမျိုးပြောကြဘူးပေါ့เนาะဒါပေမဲ့ကိုကဥပမာပုံမှန်ဟင်းသမင်းဟင်းချက်တဲ့သူကကိုဟင်းချက်လို့ဟင်းကောင်းတယ်ဆိုတော့အားစားတော့ပြီးတော့ကိုတစ်ခါလေးနေမကောင်းလို့ပဲဖြစ်လို့ဟင်းကောင်းမချက်လိုက်ဘူးဟင်းကကောင်းမကောင်းမစားချင်အဲ့လိုပေါ့เนาะကိုလုပ်ပြီးအကောင်းတဲ့ကွက်ကိုကြာကျေးဇူးတင်ပါတယ်မပြောဘဲနဲ့သူတို့မနစ်သက်တဲ့အချက်ကိုလုပ်မိရဆိုကိုအပြစ်တင်နေပုံဝင်ခြင်းထဲမှာကိုရောက်နေရပေါ့เนาะအဲ့ပုံကြံလူရလူတွေအကျင့်မကောင်းဘူးကိုယ်ကမချက်ဘူးအဲ့လိုတော့ပြောလို့မရဘူးသူတို့ရဲ့ဒါကြတော့ personality ပေါ့နော်သူတို့ရဲ့ပင်ကိုဗီဇအဲ့လိုမျိုးဖြစ်နေတတ်တယ်အဲ့လိုလူရိုင်းမှနေရတဲ့ကြောင့်ကိုကလေမုန်းချက်နေရလို့မြင်ပါတယ်ပြီးတော့ဒီထဲမှာ cancer လေးတွေကိုတွေ့ရနှစ်ကနသမားတွေကိုတွေ့ရကြာတာပလေးတွေ့ရအချို့ဆိုပေါ့မနိုင်ဝင်ပြီးနေအထူးသဖြင့်အိမ်အလုပ်တွေကိုပုံမြင်ပါတယ်ကျောင်းဆိုင်လည်းလုံနေအိမ်လုပ်တွေလုပ်တာတချို့ဆိုအိမ်လုပ်တွေလုပ်ရင်းနဲ့စီးပွားရေးတွေပါကွာထက်လုပ်ကြတာအဲ့လိုရှိရပါတော့တချို့အမျိုးသမီးကြောင့်ကိုယ့်ရဲ့အရှင်တော့အိမ်မကကိုကစီးပွားရေးတွေလုပ်မယ်ကိုကရှိုင်းဖြစ်တဲ့ဘဝပေါ့နော်တောက်ပါရဲ့ဘဝကဘယ်လိုလုပ်မယ်တချို့ဆိုခီးတွေသွားမယ်လင်းမယ်လုပ်ချင်တာအဲ့လိုမျိုးပေါ့နော်လူများကြမှာကိုကအလုပ်ထင်ပေါ်ကြော်ကြရဲအဲ့လိုအလုပ်တွေလုပ်ချင်ပေမဲ့ကိုယ့်ရဲ့မိသားစုကြောင့်အခြေအနေကြောင့်ကိုယ့်ရဲ့အိမ်မက်တွေကိုဆွန့်လွတ်လိုက်ပြီးတော့ဒီမိဖို့ချောင်းတွေရောက်သွားတဲ့သူမျိုးပဲပေါ့နော်အဲ့လိုမျိုးပို့ပြီးမြင်ပါတယ်ဆိုတော့လေအရန်ခံစားနေရတယ်မြင်နေဒါကတော့ကိုရဲ့စိတ်တရားကဒီကလာရပေါ့နော်အထူးသဖြင့်ကတော့ကိုရဲ့အိမ်မက်တွေရီမန်းချက်တွေကိုကနောက်ဆုံးလိုက်ရတယ်နောက်ဆုံးဖြစ်တဲ့အရာတွေပဲလုပ်တဲ့အတွက်ကြောင့်ကိုကကြတော့မပြောတော့ဘူးလှုပ်လှုပ်နေတဲ့ကြားထဲမှာကိုရဲ့ပတ်ဝန်းကျင်လူတွေကကို appreciate မလုပ်ဘူးကိုအတိမမပြုတ်ဘဲနဲ့ကိုအပြစ်တင်ပြောဆိုရပေါ့နော်အဲ့အတွက်ကြောင့်စိတ်ထဲရတယ်လို့မြင်ပါတယ်ဒီစိတ်ကအဖက်ကြောင့်ကိုကဘယ်လိုမျိုးဖြစ်သွားလဲဆိုတာလေလူတွေနဲ့တိတ်ပြီးတော့စကားမပြောချင်တော့စကားမပြောချင်ဟုတ်ကဲ့ညနေစကားမပြောတော့အဲ့လိုမျိုးမဟုတ်ဘူးကပုံမှန်တော့ပြောရဲအဲ့လို deep talk တွေပေါ့နော်ရင်ထဲကစကားတွေရင်တွင်းစကားတွေတို့ရင်အလေးနဲ့ဖြစ်တဲ့ဟာကိုခံစားခြင်းနဲ့ပတ်သက်ပြီးတိတ်မပြောတော့ကွာဟာနီကောင်းလိုက်အေးဟုတ်တယ်နော်အလားပါတလားပဲလို့ပြောပြီးတကယ်ဒီဖြစ်ပြီးကိုခံစားရတာတွေကိုမပြောတော့ဘူးပြီးတော့ငါးကနေသမားလေးမြင်ပါတယ်ပြီးတော့ Pisces တွေလည်းမြင်ပါတယ်ကိုကလေစိတ်ထားလာတယ်ဒီလားစိတ်ထားလာတယ်တချို့ဆိုမျက်နှာလေးရဘယ်လိုပြပြမလဲနုညံ့တဲ့ဘက်ကိုသွားရပေါ့နော်အဲ့လိုကိုရဲ့မျက်နှာကြောင်ပုံစံလေးလိုနုညံ့ဘက်ကိုသွားရလို့အကြည့်တက်လေးရှိတယ်ပေါ့နော်အဲ့လိုကိုခုရှိမှရမ်းပြင်ပန်းနေပါတယ်ဒါကတော့အခုဒီဖိုင်ဝမ်းလေးရဲ့စိတ်တိုင်အောင်ပြောပါပေါ့နော်အဲ့တော့ tarot ကလေးဆွဲပြီးတော့ညီမတို့ဘယ်လို heal လုပ်မလဲဆိုတာအဖြေရှာရအောင်နော်ခုနကဒါ energy ကိုခံစားကြည့်ရဖြစ်တယ်ခု tarot ကလေးနဲ့အဖြေထုတ်ကြည့်မယ်ဒီ energy ဒီပေါ့နော် trauma ကို heal ဖြစ်အောင်ဘယ်လိုလုပ်ကြမလဲ Oh my god ကတည်းကစောက်ထိုးရပဲကြားပါတယ်နိုင်နော်ဒီ trauma တွေကို heal ဖြစ်သွားဖိုင်ဝန်းလေးဘာလို့ဖို့လိုလဲဖိုင်ဝန်းလေးဘာလို့ဖို့လိုလဲပြောပြပါဟုတ်ပါပြီပထမဦးဆုံးအနေနဲ့ဖိုင်ဝန်းလေးကဘယ်လိုလူမျိုးလဲဆိုတော့မိသားစုတော့ကိုယ့်ရဲ့အတိုင်းဝိုင်းအရင်ချစ်ပြီးတော့မိသားစုဦးစားပေးတဲ့လူမျိုးပေါ့နော်အခုဆိုအရင်သိတာလေကိုယ့်ရဲ့အိမ်မက်ကြီးရင်းနှီးချက်တွေတော့ဒါမိသားစုအတွက်အဆင်ပြေအောင်ကွာနောက်မှထားခဲ့တဲ့လူမျိုးပေါ့နော်ပြီးတော့ဖိုင်ဝန်းလေးရဲ့အထူးပြဿနာလေးစိတ်ပူပန်တော့ကများရည်သေးလားတခုခုဆိုခေါင်းလေးကတော်ရုံမထုံနိုင်ဘူးပေါ့နော်
တချို့ကိစ္စတွေကကွာကြားရဲဆိုဒါပေမဲ့ဒီဘက်နာဝေးဟိုဘက်နာထွက်လောက်ကမကိစ္စရှိပေမဲ့ကိုကအရာရာလိုက်ခံစားတတ်တဲ့လူမျိုးလို့ကွာမြင်တယ်အထူးသဖြင့်တော့ဘလူလူတွေတော့ပူခံစားလဲဆိုကိုရဲ့မိသားစုကိုချစ်ရတဲ့လူတွေဆိုကွာကိုကအနေနဲ့အပူယူတတ်တယ်ဘလူလဲဆိုတော့သူတို့ပြဿနာကိုပြဿနာလို့လိုက်ပြီးတော့ခံစားရပေါ့နော်အဲ့အတွက်ကြောင့်ကိုရဲ့ energy တွေကတဖြည်းဖြည်းနဲ့လျော့ကျလာတယ်ကိုရဲ့စိတ်ဆွမ်းအားတွေတဖြည်းဖြည်းလျော့ကျလာတယ်အဲ့တော့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ healing လုပ်ဖို့ဆိုရင်ပထမဆုံးအချက်ကလေလှလှလေးပြန်နေပါကိုကအရှင်တော့တသက်ရရက်လှလှပပကြွကြွမုံမုံနေနေပြီနောက်ပိုင်းကျတော့လေကိုယ့်ရဲ့ energy ကိုယ့်ရဲ့စိတ်ဝိညာဉ်တွေကိုယ့်ရဲ့စွမ်းအားတွေအကုန်လုံးမိသားစုကိုချစ်တဲ့လူကိုပုံပေးပြီးကိုချစ်ဖို့မိနေတယ်ပေါ့နော်အဲ့တော့ပထမဆုံးနံပါတ်1အနေနဲ့စလုပ်ကြမယ့်အရာကတော့လှလှပပလေးနေပါတက်တက်ရှင်းရှင်းတက်တက်ရရလေးကိုအိမ်ကြီးလူချင်တယ်မလားဝယ်ပလိုက်ဆိုတာဟာတည်ရမလားရှင်းမပစံကိုလုံးအင်ကြီးဝဲတော့အဲ့လိုမျိုးမဟုတ်ဘူးကွာဒီဖိုင်ဝဲသမားကြတော့ကို့မှာပစံရှိရကွာရှင်ကွာအင်ကြီးလို့ရှင်အော်မွေးတော့ပါဘူးလေပြီးတော့ကိုချစ်တဲ့လူကြောင့်လွဲတယ်ဆိုတော့အဲ့ပစံအကုန်ပေးလိုက်ပါအဲ့လိုပုံစံမျိုးဖြစ်နေတယ်အဲ့အတွက်ကြောင့်အခုချိန်မှာကိုပြန်ပြီးစုချပေးပါကိုလူချင်တာရှိရဝဲပါဥမာကွာကို့မှာပစံ9000ရှိတယ်အဲ့ဆိုရင်ဒီတက်တောင်းကိုတက်သုံးလိုက်နောက်တထောင်ကိုချစ်တဲ့လူတွေတော့ကျန်တဲ့3000ဆိုအဲ့လိုတော့ပေါ့နော်ကိုချတဲ့ဒီမှာ9000ရှိမှာ9000တခြားသူတယောက်ကိုဝယ်ပေးတယ်အဲ့တော့ကိုအတွက်ကမရှိရောအဲ့တော့မြင့်တက်တာလေဥပမာကိုကအင်ကြီးတစ်ထည်လို့အင်ကြီးပြင်တော့အင်ကြီးလိုအပ်နေကိုကောင်လေးကအင်ကြီးဝယ်ပေးခြင်းတယ်ကွာနှစ်ခုရှိအဲ့ဆိုပထမဆုံးနေဘာလုပ်မလဲကိုလိုနဲ့အင်ကြီးကိုအရင်ဝယ်လိုက်ပြီးတော့ရင်နောက်ဆက်စုပြီးမှသူ့ကိုဝယ်ပေးအဲ့လိုကိုပထမအောင်ဆုံးအနေနဲ့တန်မိုးထားဖို့လိုအပ်ပါတယ်လူတွေကကိုယ့်ရဲ့မေတ္တာတွေကိုဘာလို့အိမ်တော်လောက်တာဆိုကိုကိုတန်မိုးမထားလို့ပေါ့နော်ကိုမှတန်မိုးမထားဆိုတခြားသူတွေကလည်းကိုတန်မိုးထားမှာမဟုတ်ပါဘူးအဲ့တော့လှအောင်နေပါကိုလိုအဲ့လိုပစ္စည်းတစ်ခုပဲဖြစ်ဖြစ်အရာတစ်ခုပဲဖြစ်ဖြစ်ရွေးချယ်ဖို့ရှင်းလာပြီဆိုရင်ကိုရင်ဦးစားပေးပါပြီးမှတခြားသူတွေကိုလုပ်ပေးပါနောက်တစ်ချက်ကကြတော့လေကိုယ့်ရဲ့အဖြစ်အနာစားတွေကိုလက်ခံပေးပါဥပမာကိုကတချို့ကြတော့ရှိရဘယ်လိုမျိုးလဲဆိုတော့ဆင်းရဲဆောင်ဝင်ကြာသွားတယ်အိမ်ကလူရဲ့စူပူအဲ့ချိန်မှာငါ့ဘွားရသွားပါပြီငါဒီအိမ်လေးမှာပဲနေရတော့မယ်အဲ့လိုမျိုးဖြစ်ပြီးတော့ depression ဝင်နေမဲ့အစားဟုတ်တယ်ငါကြာပါတယ်ငါအမှတ်နေပါဒါပေမဲ့ငါပြင်းအောင်လုပ်မယ်လူဘွားဆိုတာဒီလိုပဲလေလေးကြတဲ့အခါလေးရှိသလိုပြန်ထမယ်ခါလို့ရှိရင်လူတိုင်းတော့ချိန်မို့ချိန်လဲကြမှာပဲအဲ့တော့လဲကြတဲ့အချိန်မှာကိုကပြန်ထမလားအဲ့တိုင်းလဲရနေမလားလဲရနေမယ်ဆိုကိုကလဲတဲ့ပုံစံနဲ့စုံရမှာပဲအဲ့ဒီလဲကြပြီးသွားပြီဆိုကိုကပြန်ထဖို့ကြိုးစားရမယ်ဟာချူရတဲ့မှာနေအခုဆောင်ဝင်ကြပါမလားအခုချိန်စားတော့အဲ့လိုမျိုးကအခုချိန်နေထားမလို့မလို့အဖို့လူလဲဆိုတော့ကိုလဲကြပြီးပါတယ်အဲ့ဆိုအားတစ်ခုမွေးပြီးအားရှိရင်ပြန်ထဟုတ်ပြီနော်အရာရာမှာ divine timing ရှိပါတယ်ကိုချားတဲ့နေ compare လောက်တာရှော့ပေးပါတချို့တွေကလေချမ်းသာဖို့အတွက်10နှစ်ကြိုးစားရတယ်တချို့တွေကတစ်နှစ်နဲ့ချမ်းသာသွားတယ်အဲ့တော့လူတစ်ယောက်နဲ့ညှိယူဖို့မဖြစ်နိုင်ဘူးကွာဒီအမေတယောက်တည်းကမွေးညီကိုနှစ်ယောက်ဆိုတော့ဘဝပြီးကန်ခြင်းသူတို့ဘဝရဲ့အနာဂတ်ခြင်းမတူကြဘူးလေမိဘတစ်ယောက်တည်းကမွေးရတော့မှမတူရဘူးဘာလို့စိမ့်နေနေလိုက်ပြီးကိုရှင်းနေမှာလဲနောက်တစ်ချက်ကတော့ခုနပြောသလိုကိုယ့်ရဲ့ energy ကိုကိုယ်စီပြန်ခေါ်ပေးပါအထူးသဖြင့်တော့လေလို့တဘာဝပတ်ဝန်းကျင်နဲ့လို့ထိတွေ့ပြီးစေချင်တယ်အပင်လေးရှိတဲ့နေရာမြချောင်းရိုင်းနေရှိတဲ့နေရာတော့ပြီးတော့မနေ့စောစီးနေ6နာရီတော့6နာရီ9နာရီအဲ့လိုအချိန်တွေမှာလမ်းလျှောက်တာအဲ့ပါလောက်ပြီးတဲ့နေရေကန်လေးပါလေးရှိရဆိုရင်ရှည်လေးတွေနဲ့ထိပေးရတော့လိုမျိုးလုပ်တဲ့နေအထူးသဖြင့်တော့တက်ရောက်တဲ့ AC နေပေါ့နော်နေဗီလန်လေးပါလေးရှောက်အပြင်လေးပါလေးထိတွေ့ပေါ့နော်သေးဆိုရှိနေရလေးသွားပါဒီရောကိုယ့်ရဲ့ energy ကိုစီမှာပြန်ပြီး focus ထားပါကိုပထမဆုံးဦးစားပေးပါအဲ့လိုမျိုးကိုအရင်ချစ်လာတဲ့အချိန်မှာချားသူတွေကလည်းကိုချစ်လာပါလိမ့်မယ်နောက်တစ်ခုကကိုယုံကြည်မှုတွေပြောင်းနေယုံကြည်မှုတွေပြန်မွေးပါဒီတော့ကိုမထင်မှတ်ထားလာအောင်ကိုမှအရေးချင်းရှိတဲ့လူတယောက်ဖြစ်တယ်ကိုရဲ့အရေးချင်းတွေကိုမမြင်ဘူးပေါ့နော်တခြားသူတွေကလည်းကိုအရေးချင်းမြင်မနေဘူးဘာကြောင့်လဲဆိုတော့ကိုက negative energy တွေဖုံးလွှမ်းနေတယ်အဲ့ဒီအတွက်ကြောင့်ငါးချလေးကျွေးပေးစီချင်ပါတယ်
ငါးစာကျွေးပေးပါငါးလေးလှုပ်ပေးပါနောက်တစ်ခုကတော့ခုနပြောလို့ပဲကိုအာယုံဆိုင်ပေးပါယောဂလေးအချိန်ရယောဂကျင့်ပေးပေါ့နော်အချိန်မရလို့ဆိုလည်းမနက်စောစောစီစီလေးကိုလမ်းလျှောက်မယ်လမ်းလျှောက်တဲ့အခါမှာလူအများကြီးနဲ့လျှောက်တဲ့ဆိုင်တစ်ယောက်တည်းပေါ့နော်ကိုအေးစီလေးတချင်းလေးနားထောင်တခုခုလုပ်ပြီးတော့ကိုလမ်းလျှောက်မယ်တဘာဝပတ်ဝန်းကျင်ကိုခံစားမယ်လေးတွေကိုအဝရှုမယ်စိတ်နှမ်းတဲ့အပင်တွေကိုကြည့်ပြီးမယ်အဲ့လိုမျိုးလုပ်မယ်ပြီးတော့နောက်တစ်ခုကခုနပြောသလိုပဲရွေးချယ်စရာရှိလာရင်ကိုအရင်ဦးစားပေးမယ်အဲ့ဒီတစ်ခုကလေလို့အကျော်အချင်းနေပိုင်းညာဖြည့်ပြီးတော့ message သွားတာတို့အဲ့လိုလုပ်တဲ့နဲ့နောက်ဆုံးကအဲ့လိုကိုကမသွားနိုင်ဘူးဆိုရင်တော့မသွားဖို့အဆင်မပြေဘူးဆိုတော့ကိုလေခေါင်းကအဲ့လိုအကျော်လေး short ပေးရနှစ်ထင်အကျော်လေးကိုလေလက်မလေးနဲ့ဖြည့်ပြီးလို့ခြေပြီး short ပေးရအဲ့လိုမျိုးလေးလုပ်တင်ပါတယ်ကိုစိတ်ကို relax ထားပါ relax ထားပြီးွားရင်ထူးခြားလာမှာကသပင်ပြန်ထူလာပါလိမ့်မယ်ခုတလုံးသပင်တွေအရင်ကျွတ်နေပါလိမ့်မယ်အဲ့ဒါ stress တွေပြီးနေလို့ပေါ့နော်ဒီ stress တွေရောက်သွားပြီအခြေအနေတွေကောင်းလာပြီဆိုသပင်အောင်ပြန်ထူလာပါလိမ့်မယ်ဆိုတော့ဘာလို့လောက်ကမယ်ဆိုတာကိုသိသွားပြီလို့ညီမမျှော်လင့်နေအောက်ဆုံးလေးနဲ့ကလေးတစ်ခါဆွဲပြီးတော့ message လေးပြီးပွားရင် video လေးကိုတင်ပါမယ်Okay, universe message. ဖိုင်ဝင်လေးကိုဘာပြောချင်လဲပန်းလေးတွေနဲ့ထိတွေ့ပေးပါတဲ့ Love yourself တဲ့ကိုချစ်ပေးပါတဲ့ပြီးတော့ကိုအရှိတိုင်းလက်ခံပေးပါတဲ့မြန်အချစ်ခံဖို့အတွက်ထိုက်တန်ပါတယ်တဲ့ကိုတန်မှုကိုတည်အောင်လုပ်ပေးပါတဲ့ကိုချစ်ကြလာတဲ့တနေ့မှာကိုချစ်ပေးမဲ့သူတွေယူဆိုင်ပေးမဲ့သူတွေအများကြီးတွေးလာရပါလိမ့်မယ်တဲ့နောက်တစ်ခုကတော့ကိုပေါ့နော်ပြောစရာရှိတဲ့အခါတွေပြောဖို့လိုအပ်လာတဲ့အချိန်တွေမှာထုတ်ပြောပါတဲ့ရင်ထဲမှာပဲမျိုးသိမ့်မထားပါနဲ့တဲ့သူတို့ chakra အားနည်းနေတာတွေ့ပါတယ်သူတို့ chakra မှာ blockage တွေတွေ့ပါတယ်အဲ့ဒါကြောင့်ခုနပြောလို့ healing လုပ်ပေးပါအပင်လေးတွေနဲ့များထိတွေ့ပေးပါတဘာဝပတ်ဝန်းကျင်နဲ့ထိတွေ့ပေးပါအချိန်ရရင်တရားလေးထိုင်ပေးပါတရားထိုင်တာကတော့ဒီဘာသာတိုင်းအတွက်လုပ်လို့ရတယ်ပေါ့နော်ဒါကဒီသိပ္ပံနေကြပြောမယ်ဆိုတရားထိုင်တာလို့စိတ်ငြိမ်နေပြီးတော့အခါကျ cells အသစ်တွေကိုမွေးဖွားရပေါ့နော်ဆိုတော့ဗုဒ္ဓဘာသာရဲ့ဆိုတော့ဘုရားတရားကိုအာရုံပြုပြီးတရားထိုင်လို့ရမယ်တခြားဘာသာဝင်တွေဆိုတော့ဒါယောဂတစ်ခုလိုလေ့ကျင့်ခန်းတစ်ခုလိုမျိုးဒီတက်မင်းချိတ်ထားပြီးတော့အသက်မျက်စိကိုမှိတ်ထားပြီးဝင်လေထွက်လေမှတ်ပြီးတော့ဗောနော်အသက်ရှူအောင်အဲ့လိုလေးမှတ်ပေးမယ်တချို့ဆိုရင်တော့အဲ့လိုဘယ်လိုပြရမလဲmeditation နဲ့ပတ်သက်ပြီးတီးလုံးတန်စင်လေးရှိရလေတန်စင်လေးဖွင့်ထားတန်စင်လေးကိုနားထားပြီးအသက်လေးရှူဝင်လိုက်ထွက်လိုက်အဲ့လိုမျိုးလေးလုပ်ချင်ပြီးစိတ်တည်ငြိမ်လာမယ်ပေါ့နော်ဆိုတော့ဖိုင်ဝဲလေးအတွက် reading လေးကလောက်ပါပဲရှင်အားလုံးပဲတတာ Hello ဖိုင်တူးလေးအားလုံးမင်္ဂလာပါဒီနေ့ကြည့်ပြမယ့် reading လေးကတော့ What is your trauma and how to heal it ကိုယ့်ရဲ့စိတ်ဓာတ်ရာကပဲဟာလေပြီးတော့ဒီစိတ်ဓာတ်ရာကိုဘယ်လိုကုစားမလဲဆိုတဲ့ reading လေးပဲဖြစ်ပါတယ် Okay ပထမဆုံးအနေနဲ့ညီမတို့ကတ်တီမဆွဲခင်မှာ energy ခံစားကြည့်မယ်ဖိုင်တူးလေးရဲ့ခံစားနေတဲ့စိတ်ဓာတ်ရာပါလေပြီးတော့ဒီစိတ်ဓာတ်ရာကို heal လုပ်ပါမယ် Okayဒီလေဖိုင်တူးလေးကကြတော့သူခံစားနေရတဲ့စိတ်ဓာတ်ရာကြတော့ဒီလွန်ဆွဲမှုကလည်းဖြစ်လာတဲ့စိတ်ဓာတ်ရာမျိုးပေါ့နော်ကိုယ့်ဘဝမှာလေဘယ်လိုပြရမလဲကိုယ့်ဘဝကြီးကိုအချိန်ကြီးကောင်းသွားစေပြီးတော့ကိုမပြောတဲ့အရာတစ်ခုရဲ့ကိုယ့်ဘဝကိုတာမန် life အနေနဲ့ကိုပြောတဲ့အရာတစ်ခုရဲ့အဲ့လိုအရာတွေမှာဒွန်တွင်းနေရပေါ့ဥပမာဆိုရင်ကိုကနိုင်ငံခြား overseas သွားရမယ်ဒီ overseas သွားလိုက်ပြီဆိုတာကိုဘဝတဲ့အရန်ကောင်းတယ်ကောင်းမွန်တဲ့ lifestyle တစ်ခုရမယ်ဒါပေမဲ့ဒီကိုနေခဲ့တဲ့နိုင်ငံမှာကိုတအားချစ်ရကိုချစ်သူထားခဲ့ရတယ်အချို့ဆိုရင်မိသားစုကိုတအားချစ်တယ်မိသားစုနဲ့နေရပြောတယ်ဒါပေမဲ့သူ့အလုပ်ကိုင်ရနေတစ်ခုပြီးတစ်ခုပြောင်းနေရတယ်အဲ့လိုမျိုးမြင်တယ်ပေါ့နော်
ပြီးတော့ဒီထဲမှာ Taurus လေး Gemini လေးကိုလည်းတွေ့ပါတယ်ဆိုတော့ဒီကလူတွေကလေကိုကအတီးတခြားဖြစ်ကြတာမျိုးသဘောကျတယ်အပြောင်းလဲလုပ်ကြတာသဘောမကျဘူးဒါပေမဲ့ကိုမှဆိုအခွင့်အရေးကအမြဲ2ခု3ခုပေါ်တတ်တယ်အနည်းဆုံး2ခုပေါ်တတ်တယ်ပြီးတော့ကိုကလေအခြေတခြားလေးနေချင်တာကွာဘယ်လိုပြောပြရမလဲကိုမိသားစုနဲ့ဆိုရင်အိုးလေးအိမ်လေးနဲ့နေရအထီးတခြားနေနဲ့ကောက်မွန်နေချင်တယ်ဒါပေမဲ့ကိုလောကမြို့ပြီးတမျိုးပြောင်းရတယ်နေတနေပြီးတနေပြောင်းရတာအဲ့လိုမျိုးရှိတယ်ပေါ့နော်ကိုကအပြောင်းလဲကိုမကြိုက်ဘူးကိုကတီငိမ့်လေးနဲ့stable ဖြစ်မှုသဘောကျတဲ့သူမျိုးတွေ့တယ်ဒါမှကိုရဲ့ဘဝကတော့လုံးဝပြောင်းပြန်ဖြစ်နေတယ်ပေါ့နော်ပြောင်းလဲဟာသွားလာလှုပ်ရှားအဲ့လိုနေရတယ်ပြီးတော့ကိုကတိတ်ဆိတ်အေးချမ်းနေရတာကိုကြိုက်တယ်ဆိုပေမဲ့ကိုလုံနေရတဲ့အလုပ်တွေကလူတွေနဲ့ပေါ့နော်ဆက်နေရတာလူတွေနဲ့ထိတွေ့နေရတဲ့အလုပ်တွေလုပ်နေရမျိုးဖြစ်တယ်အဲ့တော့ကိုပျော်ရတာတစ်ခုကိုလုံနေရတာတစ်ခုအဲ့လိုမျိုးဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးစိတ်တိုင်းရတာတော့ပြပြပါဒီမှာကတော့လေဖိုင်ဝင်တော့ဆိုရင်လေအခက်တွေလောရှယ်မလုပ်ခင်ဘဲနဲ့ကိုလေညီမတို့ဒီ energy ကအများကြီးပေါ်ရပေါ့နော်ဒီမှာကျတော့ energy feel ခံစားကြည့်ရလေအရန်မပေါ်ဘူးဆိုတော့ Scorpio လေးလည်းဖြစ်နိုင်ပါတယ်ပြီးတော့ Capricorn လေးဖြစ်နိုင်တယ်အထူးသဖြင့်တော့လေဒီဖိုင်လေးကသူတို့ရဲ့စိတ်ခံစားချက်တွေသူတို့ဖြစ်နေတဲ့အရာတွေလျှို့ဝှက်တဲ့သူစားမျိုးတွေမှာပါတယ်သူတို့တကယ်ပျော်နေလားဝမ်းနေလားလူတွေကမသိဘူးသူကကိုပြချင်တဲ့လောက်ရှာခိုင်တော့မယ်လူတွေကိုထုတ်ပြရဲအဲ့ရှာခိုင်တော့မယ်လူတွေကသိရပေါ့နော်အခုကဒီလိုစိတ်တန်ရာပေါ့နော်ဒါ healing လုပ်ဖို့အတွက်စိတ်တန်ရာလို့အနေထားတွေ့တယ်ဆိုပေမဲ့ဖိုင်ဝမ်းတော့အရင်ဆိုးရွားတဲ့အခြေအနေမှာတော့မရှိဘူးကိုဟုတ်တယ်စိတ်တန်ရာရတယ်ပြင်မဲနဲ့ဆိုပေမဲ့ဒီဖိုင်တူးလေးကကိုယ့်ရဲ့စိတ်တန်ရာကိုကောင်း handle လုပ်နိုင်တယ်လို့တော့မြင်နေပေါ့နော်ဒီလေးဖိုင်တူးလေးကိုတွေ့တာအထူးသဖြင့်တော့နေလို့အစားအသောက်နဲ့ပတ်သက်ပြီးတော့လေ healthy ဖြစ်တာလေးစားချင်တယ်ကိုကလေအဲ့လိုစားလို့ကောင်းလေစွတ်စားတာတချို့ကြတော့လေလို့အလုပ်ကိုင်းကြမှာမအားလို့ကခဆွေးပြုတ်တွေပဲစားတာကိုကြုံတာလေးကိုစားလိုက်တာတချို့ကြတော့လေသူတို့ကြိုက်တဲ့ဟာတွေပဲရှောက်စားတာအဲ့လိုမျိုးမြင်တယ် okay တွေ့ပြီဖိုင်တူးရဲ့စိတ်တန်ရာလေတော့မသိဘူးသိတာသူတို့ကလေဒီစိတ်တန်ရာကိုလုံးဝ hit ဘယ်လိုပြောပြမလဲ hidden လုပ်ထားဖုံးကွယ်ထားတာအဲ့ကြောင့်မလို့လေအခုဒီညီမပေါ့နော်ညီမကြီး reading ကြည့်နေရလေတန်ရာရှိတာသိရပေါ့နော်ဒါတန်ရာကြည့်ရ reading ဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့သူကကွာ 100% တိတိကျကျ energy ရမပေါ်တာသူက energy အရပါသူကလေသူဖွက်ထားပေါ့နော်တော်လို့မပြောပြချင်ဆိုတော့စိတ်မကောင်းစွာနဲ့ပဲထိုက်တူးလေးရဲ့စိတ်တန်ရာတော့အသေးကွေးထားတာပါတချို့ကလောလောလတ်လတ်အသေးကွေးဒါပေမဲ့လောလောလတ်အသေးကွေးလို့တော့တိတ်မမြင်ဘူးပေါ့နော်လောလောလတ်အသေးကွေးဖြစ်လူကနေအများစုကတော့အတိတ်မှာအသေးကိုပိုးဆူပစက်ကွေးထားလို့မြင်တယ်ကိုအရင်ချစ်တဲ့လူတယောက်ကကိုသစ္စာဖောက်ပြောတာမျိုးပေါ့နော်အထူးသဖြင့်နောက်လူပေါ်သွားတာတက်ပရီရှိတာနောက်လူပေါ်တာဒါမှမဟုတ်သူ့ရဲ့မိသားစုနဲ့ကိုယ်နဲ့မှာသူ့မိသားစုရွေးသွားတယ်သူတငယ်ချင်းနဲ့ကိုယ်နဲ့မှာသူတငယ်ချင်းရွေးသွားကိုရင်းနဲ့တော့ကြားသူပေါ်လာပြီးကြားသူရွေးသွားတာပေါ့နော်ဟုတ်ပါတယ်ကြားသူရွေးသွားတယ်မျိုးတွေ့ပါချို့ဆိုချိလို့သွားတယ်မျိုးမြင်တယ်ချို့ဆိုရင်ချိလို့သွားတယ်မျိုးမြင်တယ်တချို့ကျတော့အဲ့လိုပြိုင်တော့ရပါကိုယ်လည်းမဖြတ်ဘူးနောက်တော့လည်းမဖြတ်ဘူးနောက်ဆုံးကိုကသူက2ယောက်တွဲနေရပါလားဆိုတည်သွားမှာအဲကြောင့်စကားတွေများရင်းနေဖြစ်ပြီးတော့ပြတ်သွားတဲ့ဆက်ဆံရေးမျိုးတွေမြင်ရတယ်ဒါကတော့ကိုယ့်ရဲ့အကြီးမားဆုံးစိတ်တန်ရာပါစိတ်တန်ရာကအဲ့တကြောင်လို့ကအချိန်နဲ့ပတ်သက်ပြီးတိတ်ပြီးအယုံကြည်မရှိဘူးအယုံကြည်ရှိမနေဘူးခုချိန်မှာအဲ့ဒီအရင်တန်ရာကမပြောက်သေးတဲ့အတွက်ကြောင့်ကိုကလူတစ်တွေကိုချစ်လို့မရဘူးပေါ့နော်အပေါ်ရဲ့ရီးစားအနေနဲ့တွဲမှာဆို okay maybe တွဲမယ်ဒါပေမဲ့တကယ်ချစ်မှလားဆိုရင်ကိုကချစ်လို့ရသေးတဲ့အခြေအနေကိုမတွေ့သေးဘူးကိုကအဓိက heart chakra မှာအားနေပါတယ်
ကိုကလေအဲ့လိုအရဟန်သိခဲ့တယ်ဒီအကြောင်းကလည်းပတ်သက်ပြီးကိုကအခုချိန်မှာဘယ်သူမှမပြောပြချင်နေဘူးမင်းကလာမင်းလည်းမပြောပြချင်ဘူးဘာလို့လဲဆိုကိုခံစားခဲ့ရတော့ကိုပဲသိတယ်ပေါ့နော်ပြီးတော့အဲ့ဒီအောင်နဲ့ပတ်သက်ပြီးအသေးကွင်းတော့အရန်ခံစားခဲ့ရမြင်နေညဝဲခင်ဆိုအိမ်မပြောဘူးပေါ့နော်ပြီးတော့ခေါင်းနေတအားကိုက်ခဲ့ရလို့မြင်နေအခုလောလောဆယ်မှာလေတချို့ခေါင်းကိုက်နေရလို့မြင်နေခေါင်းနေလေဘယ်လိုခေါင်းနေနောက်ပြီးအဲ့လိုမျိုးဖြစ်နေရပါတော့တမယာကြီးလေးတောက်ပေးပါရွှေတမယာရင်နွေးတမယာလေးတောက်ပေးပေါ့နော်ရင်နွေးတမယာကျတော့အဲ့လိုရင်နွေးချမ်းပူပူလေးတွေကိုတမယာဒီတစိမ့်လောက်ကိုလေအစိတ်အတိုင်းချို့ဆိုတဝက်လောက်အစင်ပြေတဝက်ပေါ့နော်ထည့်ပြီးစိမ့်ဆိုအဲ့လေးကိုနည်းနည်းတောက်ပေးပါခေါင်းကြည့်အောင်လို့သွေးပေါင်ကြားရလို့ဆိုတော့တမယာဒီကိုအသေးလေးတစ်စိမ့်လောက်ပဲထည့်ပေါ့နော်တာမန်လူတွေသွေးပေါင်မကြားရသူဆိုရင်တော့တဝက်လောက်ထည့်သွေးတိုးတဲ့သူတွေဆိုတချို့သွေးတိုးနေတတ်တယ်နော်ဝသားရမြင်စားထားသေးလားမသိဘူးအငှက်လေးချော့စားပါသွေးတိုးရှိရလူတွေသွေးတိုးနေတတ်ပါတယ်သွေးတိုးရှိရလူတွေဆိုတော့တမန်လေးကိုတစ်လုံးလုံးထည့်ပါနော်တစ်လုံးလုံးဆိုတာလေဟိုအလုံးကြီးထည့်ခိုင်းတာမဟုတ်ကွာစိတ်ပြီးတော့တစ်လုံးလုံးထည့်ပြီးတော့ရင်နွေးရယ်လက်ပတ်ချောက်လေးရယ်ထည့်ပြီးစိမ့်ထားပြီးတော့အဲ့ဒါလေးပူပူလေးတောက်ပြီးပေါ့နော်စိမ့်ထားနေကွာတစ်ခါကျရင်အေးဝါတက်တယ်အေးဝါတော့မှအေးဝါတဲ့အချိန်ကျရင်ဘာလုပ်လဲနည်းနည်းလေးပြန်နှွေးလိုက်နှွေးပူပူလေးတောက်ပြီးဟုတ်တယ်သူတမန်ချို့ဆိုဝက်သားရောလို့အစိစိတ်နေအငန်နေတအားစားတာမြင်နေအဲ့ရှော့ပေးပါသွေးပေါင်တက်ပါရဲ့ပြီးအစီစိတ်လျှော့စားပေးတော့အစီစိတ်နေလျှော့မစားဆိုဝိတ်တက်လာဖို့ရှိအောင်မြင်နေသေးလားအခုလောလောဆယ်ကတော့ကိုယ့်ရဲ့ body size ကဘယ်လိုရှိလဲဆိုတာကိုသိမှာပေါ့နော်အဲ့လိုစီစိတ်ဒီအရင်စားဆို weight ပိုတက်လာဖို့ရှိပါတယ်ဒါပေမဲ့အဲ့လိုလျှော့စားပေးတော့တက်ဖို့မရှိဘူးပေါ့နော်ကိုကလေကိုယ့်ရဲ့ဘဝအဲ့ဒီတယောက်နဲ့လေဖြစ်တော့လုံးဝစောက်ထိုးမှုမြောင်ရင်ဖြစ်ကုန်တော့ကွာဖြစ်ပြီးတော့ကိုကသူနဲ့ပတ်သက်ပြီးတော့ကိုကအတီတွဲတဲ့ပုံစံမျိုးမြင်နေကိုကသူ့ကအနာဂတ်ထိရှိမှန်းထားတယ်ကွာသူအတီတွဲတယ်ကိုနဲ့သူနဲ့တွဲနေတဲ့အချိန်မှာကိုကဖောက်ပြန်တာမျိုးဘာမျိုးလုံးဝမရှိဘူးပေါ့နော်အဲ့ဒါလည်းမြင်နေဒါပေမဲ့သူကကိုပြောလေးချက်တွေပြီးတော့တကယ်တမ်းကြာရလေသူပြောတဲ့စကားရဲ့အပူတွေကွာသိလားစကားပဲရှိပြီးတော့တကယ်ဥပမာကိုတို့ရည်ဒီလက်ထပ်ပေးပဲနေရာလေးမှနေကြမယ်နော်ကိုရဘာလို့ဒီလောက်ကြမယ်ဘာလဲစားကြမယ်အင်းလေးကိုဘယ်လိုစောင့်မယ်အဲ့လိုပြောရပေါ့နော်ပြောရတဲ့လို့သူစတဲ့ရှာပြောတယ်တကယ်အစီအစဉ်ရှိတာဆိုမရှိဘူးကိုကကြတော့ဟုတ်တယ်အဲ့ကျဘေဘီလေးဘာလေးပါထက်မယ်နော်ကိုကကြတော့တကယ်ပြောတာကိုကတကယ်ရွယ်ပြီးပြောတာသူကအဲ့လိုမဟုတ်ဘူးအဲ့ဒီယောက်ကလေစိတ်ကစားရတယ်မြင်နေတယ်လားစိတ်အရန်ကစားတယ်ပြီးတော့ကိုယ့်ရဲ့ ace ကလေ Aries Capricorn Libra Taurus ဖြစ်နိုင်တယ်ဖြစ်နိုင်တယ်လို့ပြောရနော်ပြီးတော့လေသူကကို ace ကလေနည်းနည်းဒေါသကြီးရည်လားကိုအသေးကွမ်းလောက်ကျတော့ဒေါသကြီးရယ်ပြီးတော့နည်းနည်းပက်ရှုပ်တတ်တယ်ပြီးတော့နောက်တစ်ခုကသူမချင်တဲ့ဘူးဆိုရင်လေတစ်ဖက်သားလို့ထိခိုက်နေတာအောင်ပြောတတ်တယ်တစ်ဖက်သားထိခိုက်နေတာခံစားတော့လုပ်တတ်တဲ့သူမျိုးပြီးတော့အပြောအပါမှတ်တယ်တချို့ဆိုရင်လေဘာသာ club တက်ကအရင်သဘောကျတယ်ဘာသာ club တက်တဲ့လောက်တဲ့အထိမစိုးဆိုတော့အပေါင်းအသင်းနဲ့တအားမှတ်တယ်အပေါင်းအသင်းနဲ့အားနေကွာလက်ဖေးဆိုင်သွားမယ်အရက်တောင်မဟိုလုံးမဒီလုံးမယ်အဲ့လိုမျိုးပေါ့နော်ချင်းမငယ်ဘူးဆိုတာတွေ့သူအခုချိန်နေတယ်ချင်းမငယ်ဘူးလိုင်းမှာတော့လေဒီ social media ပတ်ဝန်းကျင်မှာတော့သူကချိန်ငင်ပြီးတော့သူကတည်ငင်တဲ့လူတယောက်လို့သူအခုချိန်ချပြခြင်းချပြနေမယ်ဒါပေမဲ့တကယ်တမ်းကအရင်တော့အတိုင်းဘာပြောင်းလဲသေးဘူးသူနဲ့ပြတာကောင်းပါတယ်ကို့အတွက်ဒီအနာဂတ်အတွက်ကောင်းတယ်ဒါပေမဲ့ပြတော့ကိုအရင်နာကျင်ခံစားရတယ်အဲ့အတွက်ကြောင့်ကိုကအချေကိုမစတင်ကျင်တော့ဘူးပေါ့နော်အချစ်ရအတီးကျမစတင်ကျင်တော့လူတယောက်ကိုကွာချစ်ဖို့အတွက်အရင်ခက်ခဲနေတယ်ကိုကကွာဒီလားသူ့ကိုယ့်ရဲ့ကဘာကြီးလို့ထင်မှတ်ထားခဲ့တာကိုယ့်ရဲ့အရာကွာကိုယ့်ရဲ့အနာဂတ်ဒီမှာလည်းသူပါတယ်သူနဲ့ဘာလဲလုပ်မဆိုကွာရီမန်ထားဒါပေမဲ့အဲ့ဒါအကုန်လုံးတဲရည်သူနဲ့ဖြစ်သွားရွာတိတာကိုမျှော်လင့်ထားတဲ့တခြားကိုကသူကဒီလူမျိုးပါလားလို့ထင်ခဲ့တဲ့သူနဲ့တကယ်ဖြစ်နေလို့တော့တော်တော်လေးစီကွာ
ကိုကအများကြီးငိုခဲ့ရတယ်အခုအချိန်မှာ move on ဖြစ်ပြီလားဖိုက်တူလေး move on ဖြစ်ပြီလားတချို့ကတော့ move on လုံးဝမဖြစ်သေးဘူးတချို့ကတော့သူမရှိဘဲနဲ့နည်းနည်းနေတော့နေနိုင်သွားပြီဒါပေမဲ့ကိုယ့်ရဲ့အနာကိုကြက်အောင် heal လုပ်ပြီးလားဆိုတော့ heal မလုပ်ကြသေးဘူးဒီ grade 3ကကြာဘယ်လိုဖြစ်လဲဆိုအသေးခွဲတဲ့တရားလေးသူကမကူစားဘဲနဲ့အလုပ်တို့ပညာရေးတို့ကိုပုံချလိုက်တာပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကမပြောတော့တာဒီလားကိုကအသေးခွဲပြီးနောက်ပိုင်းမှာကွာဒီလားဒီစိတ်ဒီနှလုံးသားရေးနဲ့ပတ်သက်တာရောကိုကဘာဆိုရင်ဘာမှမစင်စားတော့ဘူးသူလည်းပတ်သက်တဲ့အရာလည်းပြန်မစင်စားတော့ဘူးနောက်လူနဲ့အစ်စ်လာမဲ့လူတွေနဲ့ပတ်သက်ပြီးတော့မစင်စားတော့အခြေဆိုအရာခေါင်းထဲကနှလုံးသားရေးကိုထုတ်ထားတယ်ထုတ်ထားပြီးအလုပ်ကိုပဲဖိလုပ်နေအဲ့တို့ကြောင့်ကိုမပြောတာဒီကကိုယ့်ရဲ့နှလုံးသားကို healing လုပ်ကမှဖြစ်တယ်ကွာ track issue ရှိနေတယ်လူတွေကိုသိပြီးတော့အယုံကြည်မရှိအောင်အချက်ဆိုရကြတယ်ကွာအယုံကြည်ရှိနေတော့ဘောနော်ဒါကတော့ဒီ pi 2လေးရဲ့ trauma ဖြစ်တယ်ကွာဒီအရာလည်းတုံလူတွေမသိဘူးပေါ့နော်ကွာလုံးဝအရင်ဟိုက်ထားတယ်ဆိုတော့ဘယ်လို heal လုပ်ကြမလဲချက်ကြည့်မယ် want to heal for pi 2pi 2လေးတဲ့ခွေးတဲ့နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး heal လုပ်ကြမလဲဖိုက်တူလေးရယ်နောက်ထပ်အချက်သက်တွေ့ဖို့ရှိတယ်။ဒါမှကအချက်ကိုယုံကြည်မှုလုံးဝရှိမနေသေးဘူး။အဲ့အချိန်မှာကိုအချိန်နဲ့ပတ်သက်ပြီး offer လာပြီးမဲ့သူလေးတယောက်ရှိပါတယ်။သူကကိုစီယူလာရင်လုံးဝလေအင်တိုက်အားတိုက်လာမဲ့လူမျိုးဖြစ်တယ်။တော်ရုံကိုလက်လျှော့မဲ့သူမျိုးမဟုတ်ဘူးကွာ။ခြေစိတ်မစားတော့ရည်စမ်းထားချင်သေးဘူးဆိုတော့ကိုမရရအောင်လိုက်လို့ဆိုမဲ့သူမျိုး။ဝင်လာဖို့ရှိတယ်။နီးနေပြီလို့မြင်ပါတယ်။3လ2နှစ်2ပတ်ဆိုရင်3ပတ်3လ2နှစ်3နှစ်အတွင်းတွေ့နိုင်ပါတယ်โอเคကဲကိုစီအချက်ကလာနေပြီဘယ်လိုဟီးမှာသူကကိုဟီးလေးလုပ်ပြီးမှလားကိုကကိုဟီးပြီးမှသူကလာမှလားသူကကိုဟီးလေးလုပ်ပြီးမှတွေ့ရင်တော့ oh my god bro okay ဆိုလေဒီဖိုက်တူးလေးကိုဆွဲပြရပါတော့ခုနကဖိုက်တူးလေးရဲ့စိတ်တိုင်းကဘာလဲဆိုတော့စိတ်တိုင်းကပေါ်ရကွာပြီးတော့ဒီစိတ်တိုင်းကဘယ်လိုကူစားမလဲဆိုကက်တွေဆွဲချိန်မှာလေဖိုက်တူးကိုချစ်ပေမဲ့သူတယောက်လာနေပဲတွေ့အဲ့တော့ကြောင့်နည်းနည်းတော့ကြောင်သွားပါတော့ကိုဆွဲတာကြတော့သိရမလားဘယ်လိုဟီးလောက်ကမလဲဆိုဆွဲအခုတေချာကြည့်လိုက်တော့မှနောက်ထပ်ကက်တွေဆွဲလိုက်တော့မှတေချာတခုကလေအခုကိုစီရောက်လာလို့ပါပဲကိုဟီးလင်းလုပ်ပြီးသွားမှာသိလားဆိုတော့သူကကိုစီကိုအင်တိုင်းအားတိုင်းဝင်လာမဲ့လူဖြစ်တယ်တော်ရုံကိုနဲ့ပတ်သက်ပြီးတော့လက်လျှော့မဲ့သူမျိုးမဟုတ်ဘူးပြီးတော့အဲ့လူကသူ့မှာနေရာအနေထားတစ်ခုရှိတဲ့သူတယောက်ဖြစ်ပါလိမ့်မယ်ကိုထပ်ပို့ပြီးရင်းချက်တဲ့သူဖြစ်မယ်အထူးသဖြင့်တော့ကိုထက်အကြီးတွေကိုပို့တွေ့ရတယ်ငယ်တော့မှကိုထက်အများကြီးရင်းချက်တဲ့သူမျိုးဖြစ်မယ်ဒါပေမဲ့အငယ်ကတော့ရာခိုင်နှုန်းရှားတယ်ပေါ့နော်အကြီးဖြစ်ဖို့များတယ်ရင်အုပ်တွေပိုင်းများတယ်ဆိုလို့တောက်တောင်တင်းရှိမယ်ပြီးတော့စပင်ဆိုရင်နက်မောင်လေးရှိမယ်နက်မောင်မယ်ပြီးတော့လေသူကဘယ်လိုမျိုးလဲဆိုတော့မင်းလုံနိုင်တာငါသိပါတယ်ဒါမှငါမင်းကူညီပေးမယ်နော်ဆိုရတဲ့သူမျိုးဖြစ်တယ်ကိုကအိတ်လွယ်ကွာအိတ်တလုံးဆိုတာကလူတယောက်အိတ်တလုံးလွယ်နိုင်ဒါပေမဲ့မင်းဒီအိတ်ကိုလွယ်နိုင်တည်ရဒါပေမဲ့ငါမင်းကိုလွယ်ပေးပြစေဥပမာကွာဟင်းချက်ပေးရကွာဟင်းချက်နေမင်းဟင်းချက်တာတည်ရမင်းဟင်းချက်တော့တည်ဒါပေမဲ့ပြင်မှာဆိုကိုလုပ်ပေးပြစေအဲ့လိုမျိုးကိုလုံးဝညှာတာမယ်ပေါ့နော်သူယောက်ျားလေးဆိုသူရဲ့ယောက်ျားကောင်းပြီးသားမယ်ယောက်ျားတောင်ဝန်ကိုခြေပုံမယ်ပြီးတဲ့အပြင်သူယောက်ျားတောင်ဝန်ခြေပုံနဲ့အပြင်ကိုလောကမင်းကလေးတောင်ဝန်မှာသူဝိုင်းမကူညီပေးမယ်သူပြီးတော့သူကလေကိုစီကိုမလာခင်မှာသူကအရာရာကိုပြင်ဆင်ထားတဲ့လူတစ်ယောက်ဖြစ်တယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့stable ဖြစ်တယ်သူ့မှာအတီးတကျငွေအနေထားတစ်ခုရှိတယ်ပေါ့နော်ချို့တဲ့နေရာမျိုးတော့မတွေ့ဘူးသူကကိုလေအကုန်လုံးကိုစင်ပေးခြင်းတဲ့သူမျိုးကိုတွေ့ပါတယ်ကိုလိုအပ်တဲ့အရာလေးတွေအကုန်လုပ်ပေးခြင်းတဲ့အဲ့အတွက်ကြောင့်သူကလေကိုလိုမျိုး
ပြည်စုံပြီသူပြည်စုံပြီသူအနေထားတစ်ခုရောက်ပြီဆိုမှသူကအချစ်ကိုရှာရတဲ့မျိုးဖြစ်တဲ့အတွက်ကြောင့်ကိုနဲ့တွေ့တဲ့အချိန်မှာသူ့မှာအရာရာကနှိမ့်ချမနေဘူးပေါ့နော်သူ့ဟာနဲ့သူအကောင်လုံးရှိနေပြီပညာရေးဆိုလည်းအသက်တရှိနေပြီငွေကြီးလည်းအသက်တရှိနေပြီသူခက်ခဲနေတဲ့အနေအထားမျိုးမဟုတ်တချို့ဆိုရင်အရန်အောင်မြင်နေပြီတချို့ကလေအရန်မအောင်မြင်နေသေးဘူးဆိုရင်တော့မှသူ့ရဲ့အနေအထားကသူ့ရက်တည်လို့ရနေပြီဆိုတော့အနေအထားမျိုးဖြစ်တယ်သူကလေကိုလိုတဲ့အရာတွေကိုဝယ်ပေးမဲ့တယ်မျိုးမြင်တယ်တချို့ဆိုကို jewelry လေးဆင်ပေးခြင်းနဲ့ကောင်းတယ်ဆိုတဲ့အရာတွေပေးခြင်းအထူးသဖြင့်တော့လက်ဝတ်ရတနာပေးခြင်းနဲ့ပေါ့နော်ချို့ဆိုရင်ကြောက်မြင့်ရတနာချို့ဆိုရင် fancy သူတို့တက်နိုင်သမျှနဲ့ကိုလှအောင်ကိုဆင်ပေးခြင်းနဲ့လူမျိုးဖြစ်တယ်ကိုဟာတွေ့တဲ့အရာရာဖြစ်တယ်သူကကိုတယောက်တည်းကိုမျက်နှာမူမဲ့လူမျိုးဖြစ်တယ်ဒီလူရဲ့အချင်းစရိုက်ကိုကလေသူကကိုနဲ့တော့မဟုတ်သူ့ရှိမှာပဲဖြစ်ဖြစ်သူကတယောက်ဆိုတယောက်ပဲထားတတ်တဲ့သူမျိုးပေါ့နော်သူဒီလူတယောက်ကို focus ထားနေပြီး energy ပြီးနေပြီဆိုတော့အဲ့တက်ကိုပဲပြီးချားသူလုံးဝစိတ်ဝင်စားတဲ့သူမျိုးဖြစ်တယ်သူကဝင်လာတဲ့အချိန်မှာငွေကြီးလည်းပြည့်စုံပြီးသူ့မှာအကုန်လုံးပြည့်စုံနေဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ကိုပဲ view design နဲ့ချစ်ပေးမယ်ပြီးတော့သူကမိသားစုဘဝအထိရည်ရွယ်ပါတယ်ကိုနဲ့ကလေးတွေမွေးမယ်ကိုကိုလက်ထက်ယူမယ်အဲ့လောက်ထိကိုသူကရည်ရွယ်ထားပြီးဖြစ်တယ်ကိုနဲ့တွဲပြပြီးသွားဆိုတော့သူမိသားစုရဲ့အတိုင်းဝိုင်းနေချမှာကိုပေါ့နော်မိတ်ဆက်ပေးမယ်ပြီးရင်သူ့ရဲ့အတိုင်းဝိုင်းသူ့ရဲ့အပေါင်းအသင်းတွေကြောင့်ကိုကိုမိတ်ဆက်ပေးပြီးပွဲထုတ်မြင်သူမျိုးလို့မြင်ပါတယ်ဆိုတော့အဲ့ချိန်တန်းကိုကလေးလေးတယောက်လိုမျိုးဖြစ်သွားလိမ့်မယ်ဒီလိုကိုကလေအသေးကိုရဆိုတာဘာလေးတော့ပြီးရမှာကိုအရင်တော့ကွဲခဲ့တော့ကိုမိသွားကွာတည်းတော့အရင်ပြောပဲအထူးသဖြင့်တော့သူလေးကနေစိတ်ချမ်းသာရမယ်စိတ်ငြိမ်းချမ်းမှုရတယ်ကွာ roller coaster စီးနေရတယ်မျိုးမဟုတ်ငြိမ်းချမ်းမှုရတယ်သူကကိုနဲ့ပတ်သက်ရင်လေသူ action လေးတွေကအရင်အမြန်ဝူးရှူကလို့ဖြစ်မယ်သူက action ကပုံမှန်ပဲဒါပေမဲ့သူ့ရဲ့ action တစ်ခုတိုင်းခြေလှမ်းတစ်ခုတိုင်းစီကလေးနက်မှုရှိတယ်ဒီလားဥမာကဆိုရင်တွဲတာတက်ထက်ပဲရှိလက်ထက်ခွနေတောင်းပြီးတော့ကိုယ်ဟဲ့သူအဲ့လိုမျိုးမဟုတ်လေးအောက်တယ်၄၅နဲ့သူတွဲမယ်တေချာတွဲမယ်ပြီးွားရင်တေချာလက်ထက်ကောင်းလက်ထက်မယ်လက်ထက်ကူကလည်းအဲ့တဲ့ကိုပဲရုံးမိကြပေါင်းတင်သွားသူအဲ့လိုတဆင့်ပြီးတဆင့်ဖြည်းဖြည်းချင်းတက်တဲ့လူမျိုးပေါ့နော်ဒါပေမဲ့သူ့ရဲ့ step တိုင်းကမှန်ကန်မှုရှိရယ်တေချာမှုရှိရယ်လေးနက်မှုရှိရယ်ဆိုတော့ဖိုင်တူးလေးတွေကတော့ဘာမှလုပ်စရာမလိုပါဘူးကိုယ့်ကိုအေးဆေးလေးနေပါကိုအေးဆေးလေးနေပါအထူးသဖြင့်ကိုယ့်ရဲ့ပေါ့နော်ဒီပညာရေးစီးပွားရေးအဲ့ဒါကို focus ထားပြီးနေလို့ရတယ်ကိုယ့်ဘဝရဲ့ဝင်လာမယ့်လူတယောက်ရှိပါတယ်အဲ့ဒီချိန်ကျရင်တော့အဲ့ဒီကိုလက်ခံပေးစေချင်တယ်အဲ့လိုကကိုယ့်ရဲ့အထင်ရရင် healing လုပ်ပေးပါလိမ့်မယ်ကိုကအများများဆက်ဆက် heal လုပ်ဆရာမလိုဘူးသိလားသူ heal လုပ်ပေးပါမှာသူကိုယ့်ကိုလုပ်တယ်ဆိုတာ 100% healing ဖြစ်မှာမဟုတ်ဘူးသူချောင်း healing ဖြစ်မယ်လို့မြင်ပါတယ်ဆိုတော့ဖိုက်တူးလေးရဘာလို့ဆရာမလို့ပေါ့နော်ကိုလုံနေချအတိုင်းပဲကိုလုပ်တယ်ပဲကို focus ထားပါသူကတော့ရောက်လာပါလိမ့်မယ် okay bonus အနေနဲ့သူ့ရဲ့ပုံစံလေးကိုချက်ကြည့်ပြပါမယ်နော်ဟုတ်ဆိုတည်ရမလားသူက heal လုပ်ပေးမှာကွာကိုလာပြီးတော့ offer ပေးမဲ့လူများလေးတယောက်သေးလို့ပြောလို့မရအောင်လေချားသူလည်းရှိမှာပဲနော်အဲ့တော့သူ့ရဲ့ပုံတရံကဘယ်လိုမျိုးရှိလဲကြည့်ကြမယ်အဲ့ဒီ set point တော့ပြီးပြီပေါ့နော်ချူရီလေး12ရက်တုန်း21ရက်တုန်းမှာမွေးသူတွေဖြစ်တဲ့ February လမှာမွေးသူဖြစ်တဲ့ January လမှာမွေးသူဖြစ်တတ်ပါတယ်တချို့ဆိုရင်တဦးသီးတော့သားတို့အဲ့လိုမျိုးဖြစ်တတ်တယ်ပြီးတော့သူ့အိမ်မှာလေတရိษံလေးရမွေးထားမျိုးဖြစ်မယ်တရိษံမွေးတော့တရိษံလေးချစ်တတ်ပါတယ်တချို့ဆိုခွေးလေးရမွေးထားမျိုးမြင်ရတယ်ပေါ့နော်ခွေးအရောင်ကြီးအရောင်နုနုလေးအမြင်နဲ့အဖြူလေးတွေအယုံနုလေးတွေဝါနုလေးတွေအဲ့လိုတရိษံလေးမွေးတတ်တယ်Aries Capricorn energy မြင်ပါတယ် Aries Capricorn ကဖြစ်တတ်ပါတယ်ပြီးတော့စနေဖြစ်တတ်တယ်၄ရက်နေ့မွေးတဲ့သူမျိုးဖြစ်တတ်တယ်အထူးသဖြင့်တော့တယောက်သေးလို့မြင်နေသူကလေတူးသီးတော့သားဖြစ်ဖို့များပါတယ်မောင်နှမရဲ့ဘက်ကမရှိဘူးတူးသီးတော့သားဖြစ်ဖို့ပဲတွေ့တယ်မောင်နှမရရှိခဲ့မယ်ဆိုတော့လေသူမောင်နှမရဲ့ဘုံတော်ရက်ဘယ်လိုပြမလဲ
နိုင်ငံရက်ခြားဒါမှမဟုတ်ရင်တခြားရက်ဝေးမှာရောက်နေတာပေါ့နော်ဒီသူကမှရောင်းမှနေဆိုရောင်းမှာသူတယောက်ပဲရှိတယ်သူအကူမောင်မတွေသူအနီးနားမှာမရှိဘူးပေါ့နော်တူဦးသီးတော့တာဖြစ်ဖို့ကတော့ပုံများပါတယ်90%ကတော့တူဦးသီးတော့တာတူဦးသီးတော့သမီးလေးဖြစ်တတ်ပါတယ်ပြီးတော့ရုပ်တည်ပါတယ်သူကလေရုပ်တည်ရဲ့တီကြည်ရဲ့ဒါပေမဲ့အဲ့လိုစူပုတ်နေတဲ့ရုပ်မျိုးမဟုတ်တော့ရုပ်မျက်နှာတည်ရပေါ့နော်မျက်နှာဘယ်လိုပြရမလဲကလတ်တက်တက်မဖြစ်ဘူးမျက်နှာဒီအနေဒီရဲ့လူမျိုးဖြစ်တယ်သူမျက်နှာအေးချမ်းတယ်ဒါပေမဲ့မျက်နှာတည်ရဲ့ပြတ်သားရဲ့သူ့ဒီမမောင်လို့စတွေ့စီမှာကောဘယ်လိုထင်လဲဆိုဒီဘက်ကလေအရင်ငွေမှတ်တာပဲနော်သူငွေတစ်မျက်နှာပဲအဲ့လိုမျိုးထင်တတ်တယ်လုံးဝတေချပါရဲ့ရှင်တေချပါရဲ့သူဦးဒီတော့တာပါဦးဒီတော့တာပါ90% လောက်ကလုံးဝတူဦးဒီတော့တာဖြစ်ပါတယ်10% လောက်ပဲမောင်နှမရဲ့ဘက်ကရှိမယ်ပြီးတော့တရားဆိုတရားပဲသူ့ကိုလေအဲ့လို personal attack လုပ်ချင်တဲ့သူရှိတယ်သူမနာလိုတဲ့သူရှိရယ်သူဉာဏ်ပညာရှိရယ်သူဒေါသထွက်သွားရင်တော့နည်းနည်းကြောက်ဖို့ကောင်းတယ်တော်ရုံတော့ဒေါသထွက်တဲ့ထဲမပါဘူးသူပဲသူနေတရားမျှတရယ်ပြီးတော့သူကအလုပ်တစ်ခုလုပ်မယ်ဆိုရင်တည်တည်ချာချာစဉ်းစားပြီးမှဖြည်းဖြည်းမှန်မှန်လုပ်တတ်တဲ့သူမျိုးပါအလုပ်တစ်ကြီးလုပ်တတ်တဲ့သူမျိုးမဟုတ်ဘူးကိုယ်ကိုလည်းသူက control လုပ်မယ်ဒီလား control လုပ်မယ်ဆိုတာကိုကောင်းမှုအတွက် control လုပ်မယ်ကိုညွှန်ပြပေးမယ်ဘာလုပ်ကမယ်ညာလုပ်ကမယ်လူကြီးဆန်နေမျိုးပေါ့နော်တခါကြာရင်ကိုအနွားဖြစ်မယ်ဘာလို့ပြောရညာလို့ပြောရဒါမှတိချာနားထောင်ကြည့်ဆိုသူကမေတ္တာစေတနာလေးပြောတာပေါ့နော်သူကနည်းနည်းလေးတော့ဆရာကြီးလုပ်မယ်ဒီမှာဒါမလုပ်အောင်နော်ငါမလုပ်ကောင်ပါဟဲ့သူကဒါဆရာကြီးတမင်တလုပ်တာမဟုတ်သူနေချာပါလေလို့အမားလေးတွေ့ရဆိုပြောတတ်တာမျိုးပဲအထူးသဖြင့်တော့ Virgo တွေ့ရ Virgo Capricorn Aries ဖြစ်နိုင်ပါတယ်ဆိုတော့ Python လေးတော့ reading လေးကိုကြည့်လောက်ပါရယ် element တတာ Hello Python လေးအားလုံးမင်္ဂလာပါဒီနေ့ကြည့်ပြမယ့် reading လေးကတော့ What is your trauma and how to heal it မင်းရဲ့စိတ်တရားပါလေပြီးတော့အဲ့အရာကိုဘယ်လို heal လုပ်မလဲဆိုတော့ reading လေးဖြစ်ပါတယ်ဆိုတော့ energy ရင်ခံစားကြည့်မယ်နော်အကုန်လုံးကလေစိတ်တရားဖြစ်တယ်စိတ်တရားရှိရဆိုတော့ confirm ဖြစ်တယ် file 1 file 2 file 3ရောပဲတည်လားဒီစိတ်တရားအကြောင်းကြည့်ရဒီကစိတ်တရားရှိရဆိုတော့လေ confirm ဖြစ်တယ်ပေါ့ကိုကလေရုပ်တရက်ပြောင်းလဲသွားတဲ့အခြေအနေတစ်ခုကြောင့်ကိုကtrauma ရသွားတာမြင်ပါတယ်Okay energy ရောရတယ်ပေါ့နော်ဒါပေမဲ့ confirm ဖြစ်အောင်နည်းနည်းလေးကြည့်မယ်ပေါ့နော် Fight 3လေးရဲ့အခါမှာကပါတယ် Oh my god နားထကြည့်ကုန်နော်ဒီခါမှာကTrauma ပါလဲဆိုတော့ခံစားမိတယ်ဒီကဒါမဲ့လေပိုတေးကြောင်ဆိုပြီးတော့ကတ်ဆွဲကတ်ကလေးပြရဲ okay နောက်ထပ်ကလေးထပ်ဆွဲအောင်Oh my god Hi 3လေးကတော့လေကြည့်ရတူကတော့အရင်ညမယ်လို့တော့ညီမမထင်ဘူးပေါ့နော်ဒါပေမဲ့အများကြီးလည်းများမှာပေါ့လေOh Hi 3လေးရဲ့ trauma ကsexual abuse လို့မြင်နေပေါ့နော်အဲ့လိုအသက်ကြီးလူတယောက်က sexual နဲ့ပတ်သက်ပြီးတော့ abuse လုပ်ခံရတာတွေ့တချို့ဆို rape case တွေဖြစ်ခဲ့တာမျိုးမြင်နေရှိကြအဲ့လို rape case တီလောက်တော့မရှိဘူးဒါပေမဲ့ဒီလိုပေါ့နော်ကိုယ့်ထက်အသက်ကြီးရဲ့အမျိုးသားဒါမှမဟုတ်အမျိုးသမီးကကိုငယ်ရွယ်တဲ့အချိန်တော့ကိုလေsexual နဲ့ပတ်သက်တဲ့စကားတွေဒါပြောတာတို့ပြီးတော့အဲ့လိုဟိုတီလောက်တာအဲ့လိုမျိုးရှိရပါတော့အဲ့ဒီ sexual abuse နဲ့ပတ်သက်ပြီးတော့လေစိတ်တရားရတာမိန်းကလေးပဲရမှာယောက်ျားလေးတွေရနော်
the ISIS story တငယ်ကျောင်းမှာတငယ်တယောက်ရှိရပေါ့နော်သူဆိုရင်တငယ်ချင်းတော့မဖြစ်ခဲ့ဘူးသူကအတန်းပေါ်တရားပေါ့အဲ့အတန်းပေါ်ဆိုရင်တော့မိန်းကလေးတအားမုံလာမိန်းကလေးနဲ့စကားမပြောအကောင်ရပါတော့ဘာလို့လဲဆိုတော့သူငယ်က6နှစ်9နှစ်လောက်တုန်းက sexual ဘိုင်းကိုအဲ့အမျိုးသမီးတယောက်ကသူ့ကိုသူလောက်တာသူခံခဲ့ရတာပေါ့အဲ့ဒါကြောင့်တော့အမျိုးသမီးကိုအရန်မုံပြီးတော့သူမှာ trauma ရနေတာပေါ့နော်အဲ့ကောင်လေးဆိုတော့မိန်းမတွေလုံးဝစကားမပြောသူ teacher တွေတော့စကားမပြောဘူးကွာအဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ဒီ sexual abuse ဆိုတာကယောက်ျားလေးလည်းခံစားရပါတယ်မိန်းကလေးလည်းခံစားရပါတယ်ဒါပေမဲ့တချို့သူတွေထင်တာကြတော့ sexual abuse ကမိန်းကလေးပဲခံစားရယောက်ျားလေးဆိုရင်တော့ခံစားရမှာမဟုတ်ဘူးဆိုတဲ့ပုံမျိုးပေါ့နော်တချို့ကြရတယ်ကိုယ့်ကိုအဲ့လိုမျိုးစောင့်ရှောက်တဲ့မိသားစုကအမျိုးသားတူဦးပါပေါ့နော်အဲ့လို sexual နဲ့ပတ်သက်ပြီးတော့အဲ့စားရပြောတာဟိုဒီလောက်တာတချို့ဆိုရင် rape လောက်တာပေါ့နော်အဲ့ဒါအဆူဆုံး case ပေါ့အဲ့လို case မျိုးတွေရှိတတ်တယ်လောကစိတ်မကောင်းပါဘူးဒါပေမဲ့လေ 5-3 လေးရတယ်အဲ့ case တွေဖြစ်တဲ့အချိန်မှာနှုတ်ဆိတ်နေရတယ်မြင်တယ်ဘာကြောင့်လဲဆိုတော့ကိုယ်တိုင်ကလည်းကိုကပြောချင်တယ်ဒါပေမဲ့ပြောလို့မရတဲ့အခြေအနေပေါ့ဥပမာကိုမိမာရေးဆုံးသွားကွာကိုကအတော်အိမ်မှာနေရဲ့အမှန်တော့ယောက်ျားကို a little bit အဲ့လိုမျိုး sexual abuse လုပ်တယ်ကိုကအဲ့ကိစ္စကိုပြောလိုက်တယ်ဆိုရင်ကိုမှနေစရာမရှိတော့အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုမျိုးကိုချိန်မိပြီးတော့ခင်ခဲ့ရပြီမြင်နေမလုံးဝစိတ်မကောင်းပါဘူးဒါပေမဲ့လေဒါကကြီးမားတဲ့စိတ်တရားဆိုပေမဲ့ရှေ့ဆက်ဖို့လေလုံးဝမဖြစ်နိုင်ဘူးရှေ့ဆက်ဖို့လုံးဝ depression ဝင်ကြရမလို့ပေါ့နော်မတိုင်းပြရတဲ့ sexual abuse လုပ်ခံရတဲ့သူတွေကရှက်ကမှာမဟုတ်ဘူးလုပ်တဲ့သူတွေကပဲရှက်ကမှာပေါ့နော် okay လို့ကိုငယ်ရွယ်စဉ်ကလေးကကိုစိတ်လိုနုနေတဲ့အချိန်လေးမှာဒီလိုကိစ္စတွေကိုခံစားရနေတယ်အဲ့ဒီကြောင့်ကိုကလေဒီကိုရဲ့ trauma အဲ့ sexual နဲ့ပတ်သက်ပြီးတော့ကိုကြောက်တယ်ပြီးတော့ကို physical touch လုပ်ရင်ကိုကလည်းကြောက်တဲ့ဟာမျိုးကိုတွေ့ရတယ်သူများတော့ဘာမှမဟုတ်ဒီတိုင်းပဲအဲ့လိုရွေးတစ်ခါဆိုရှိရလေအဲ့လိုအဟဲ့ဆိုပြီးလမ်းပုတ်လိုက်တော့ဆန်းလောက်သွားလိုက်နေအဲ့လိုမျိုးမတော်စားထိမြပဲရှိအဲ့ဒါကြောင့်တကယ်ရွေချက်ရှိမဟုတ်ဘူးကွာတည်ရမလားဆန်းလောက်သွားတယ်အဲ့လိုမျိုးထိမိစေအချိန်တိုင်းလေတော့ငငယ်ကစိတ်တရားပြန်ပေါ်လာပြီးတော့လေအဲ့လိုမျိုးကြောက်တာမျိုးခံစားရတယ်နော်ဆိုတော့ဘာမှတော့ကြောက်စရာမလိုပါဘူးတည်လားဒီလိုမျိုးကိစ္စအကြုံတဲ့လူတွေအတွက်ကြောက်တယ်ဆိုတော့မှန်နေပေါ့နော်ဒါပေမဲ့ဒီကြောက်စီတွေဆိုတာမှန်ပေမဲ့ကိုကမကြောက်အောင်နေသင့်ပါတယ်ဒီကိုအတွက်လည်းဒါရှက်စရာမဟုတ်ဘူးပါဒီလားဒီလို sexual abuse လုပ်တဲ့သူတွေကဒါအုံတော့မရှိဘူးဒါစာနာစိတ်မရှိလို့လုပ်တာတည်ရမလားအဲ့လိုလူရပဲရှက်ဖို့ကတော့ကိုရီကလုံးဝ innocent ဖြစ်တဲ့ victim တွေဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ဘာမှရှက်စရာမလိုဘူးကိုမှလာချက်လက်ရှိဆိုတာလေတရားဥပဒေနဲ့အရာသူတို့ပြန်ပြီးတော့ဒီတရားတွေပိုင်းနိုင်ဆွဲလို့ရတယ်နောက်ဆုံးမဟုတ်ရင်တော့မလေး online ပေါ်မှာကွာတည်လားကျမငယ်ငယ်တော့ဘယ်လိုဖြစ်ဘယ်သူကဘယ်လိုလုပ်တာဆိုလို့တင်လို့ရတယ်ကွာတည်ကိုရှက်ဖို့ကောင်းတာမဟုတ်တော့အဲ့ကြရင်သူတို့ပဲမျက်နှာဖော်လို့မရဖြစ်သွားမှာတည်လားဒါမှအဲ့လူတွေကကိုပြောရင်တော့ဘယ်လိုပြောမလဲအဲ့ပေါ့နော်နေအဲ့လိုတင်နေဘာဖြစ်မလဲအညာဖြစ်မလဲဆိုတကယ်တော့ကိုယ့်ဘက်မှာလေအဲ့လိုမျိုး case တွေရှိလာကိုယ့်ဘက်မှာရည်တည်ပေးမှသူတွေရှိရနော်ပြီးတော့တချို့ဆိုနေဒီကိစ္စကြောင့်လေလို့ trauma heal လုပ်ဖ ਨੇ လေလို့ခုကိန်းကြီးဆွဲသွားတယ်သူတို့ကျတော့ secret ဆွဲသွားတယ်သူအရက်ဆွဲသွားတယ်သူအဲ့လိုမျိုးမြင်နေတည်လားအဲ့ဒါကြီး short တယ်လို့ဘာလို့လဲဆိုတော့ကိုကကွာတည်လားကိုအပြစ်လုပ်ထားတာမဟုတ်ဘူးသူတို့လည်းလာကျိုးလို့တကြကိုခံရတဲ့အပြင်ကိုမှကိုကဒီလိုမျိုးခံရဖို့ကိုရွေးချယ်တာမဟုတ်ဘူးကွာတည်လားသူတို့ကလာရွေးချယ်ပါပြပြမယ်ဒီလိုမျိုးအခုလိုမျိုးဆက်လိုက်တောင်းနေရတယ်ဒီအရက်တောင်းနေရတယ်ဒီလိုဟာတွေလုပ်နေရတာကိုကိုယ်တိုင်ရွေးချယ်မတာကိုဖြစ်စီရနော်ဟိုကသူများကကို physically အရာဖြစ်စီဖို့ကြိုးစားပြီးဆိုမှကိုယ့်ရဲ့ mental ကိုဘယ်သူမှဖြစ်စီလို့မရအောင်ကိုယ့် mental ကိုဖြစ်စီရကိုကိုယ်တိုင်ပဲဖြစ်တယ်ဒါပေမဲ့အခုချိန်မှာဆက်လက်တောက်တာအရက်တောက်တာအထူးသဖြင့်အဲ့လိုမကောင်းတဲ့အရာတွေလုပ်နေရတာဒါကတော့ကိုယ်ကိုယ်ရွေးချယ်ပြီးကိုယ့်ကိုဖြစ်စီညာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုပြန်ပြီးသတိပြုပေးပါဒီလားပြီးတော့လေဒီ5-3 လေးရတယ်မှာရှိရချက်တွေရင်းနှန်းချက်တွေအဲ့လိုမရှိတော့ဘာကြောင့်လဲဆိုတာငငယ်စိတ်တွေအရင်ကြီးမှတဲ့အတွက်ကြောင့်လေ
solution လို့ရှောက်လို့အဲ့လိုမျိုးတွေ့ရတယ်လားအပေါ်မှာက fan ဖြစ်တဲ့ဟိုတာတီတာဒါမှကိုစိတ်ခင်ရမပြောက်သေးဘူးပေါ့နော်ဆိုတော့လေဒီစိတ်တန်ရကပြောက်ဖို့အတွက်ဆိုပထမဆုံးအနေနဲ့တရိတ်ဆန်နေမြင်များနေပြီပါတရိတ်ဆန်နေမြင်များနေတဲ့အခါမျိုးမှာဆိုရင်အဆင်ပြေလိုက်မယ်ပြီးတော့လေကိုယုံကြည်ရတဲ့သူအထူးသဖြင့် main ကလေးပေါ့နော် main ကလေးအုပ်စုတစ်ခုရှိမှာကို့မှာအရင်ယုံကြည်ပြီးကို့ပေါ်ကောင်းတဲ့လူအနည်းဆုံး2ယောက်ကနေစပြီးတွေ့ရ2ယောက်3ယောက်4ယောက်အများဆုံး6ယောက်ရှိမယ်အဲ့အမျိုးသမီးတွေကိုပြပါအချိန်တိုင်းသူတို့ကလေကိုယ့်ရဲ့စိတ်ခွန်အားကိုပေးပါလိမ့်မယ်ကိုယ့်ဘက်မှာအပြည့်အဝရက်တည်နေမယ်ကိုကတော့ကိုငယ်ရဲ့လူဖြစ်ခဲ့အရာကွာဇက်မြုပ်ပြီးနေတဲ့လူမျိုးပေါ့နော်ငါဒီအကြောင်းပြောလိုက်သူကငါ့ကိုပေါင်းလို့မှမဟုတ်ဘူးငါရှက်စရာကောင်းတယ်အဲ့လိုစိတ်မျိုးဝင်နေတတ်တယ်ဒါပေမဲ့အဲ့လူတွေပြောကြည့်လိုက်ပါပြောတဲ့အချိန်မှာကိုလုံးဝမယုံကြည်နိုင်အောင်ကိုယ့်ဘက်ကရက်တည်ပြီးတော့ကိုယ့်ဘက်မှာရှိပြီးမဲ့သူတွေဖြစ်တယ်အဲ့အမျိုးသမီးကကိုနဲ့အသက်အရွယ်မတိမ်မရင်ဒါမှမဟုတ်ကိုထက်ကြီးတဲ့သူဖြစ်တယ်အရင်ကြီးရအောင်မတွေ့ဘူးတချို့ကလေလို့ကိုနဲ့အသက်ကွာရဲဆိုပြီးတော့မှဒါပေမဲ့ကိုနဲ့အဲ့လိုအကြိုက်တွေမကွာဘူးဥမာကကိုထက်အသက်ကြီးရဲဆိုပြီးမြကွာအောင်20ကျော်လောက်ကအဲ့တယောက်ကကို40ကျော်လောက်အတော်တယောက်ပေါ့ဖြစ်တယ်ဆိုတော့သူစိတ်ကကိုလိုပဲငယ်ရွယ်နှုတ်ပြတော့ဒီလားကိုနဲ့အဲ့လို brain level တူရဲခံစားချက်စဉ်တူရဲစိတ်ဓာတ်စဉ်တူရဲအဲ့လိုမျိုးကိုနဲ့ energy တူရဲသူရှိရပေါ့နော်သူပြပါသူကကိုယ့်ဘက်မှာအပြည့်အဝရက်တည်ပြီးကိုအမေတယောက်လိုအမတယောက်လိုဖိမကူညီပေးပါလိမ့်မယ်ဒီလားအဲ့ပုဂ္ဂိုလ်ကလေကိုအခေငွေကြေးခက်ခဲဖြစ်နေတော့သူမရှိရှိရလို့ရောင်းချပြီးတော့ကိုယ့်ဘက်ကိုကောက်ဝယ်မဲ့တူမျိုးရှိရတည်လားဆိုတော့ဟုတ်ပြီအရာရာလေ negative ဘက်ကမစဉ်းစားရချင်ဘူးကိုကလေလူတစ်ကိုကြည့်ရတယ်ဒီတော့ဟုတ်ပါမလားဆိုတော့ negative ကနေစပြီးတွေးရတယ်ပေါ့နော်လူတစ်ယောက်ကိုကြည့်လိုက်တာလေ negative ဘက်ကတွေးကြမလို့ okay negative ဘက်ကမတွေးနဲ့ဆိုလူတစ်ယောက်တွေဟာဒီလိုကောင်းပါမယ်လို့တန်တွေးရမယ်လို့ပြောရလေမဟုတ်ဘူးလူတစ်ယောက်ကိုကောက်မပေါအောင်မယ်စောင့်ကြည့်မယ်သူကကောင်းတယ်လားမကောင်းတဲ့လူဆိုရှောင်မယ်ကောင်းတဲ့လူဆိုဆက်ပေါင်းမယ်အဲ့လိုလုပ်တယ်လေကိုကတော့လူတိုင်းကိုတိတ်မယုံကြည်သလိုဖြစ်နေဖို့အခုကိုနာမှာကွာအနည်းဆုံး2ယောက်လောက်လို့မြင်တယ်အဲ့အမျိုးသမီးရဲ့အခုကိုပြောဒီပေါ့ ISIS ပြောနေတဲ့အချိန်မှာပေါ်လာလိမ့်မယ်ပေါ်လာဆိုတေးချရဲအဲ့မျိုးသမီးရဲ့ကိုဘက်ကရှိရဲကိုကသူတို့တော့အရင်တိတ်မယုံကြည်ခြင်းဖြစ်နေကွာဒါပေမဲ့အထီးချောင်းကိုအဆင်ပြေရဲ့အဆင်သစ်ဖြစ်တဲ့အခါမှာဖွင့်ပြပြကြည့်ရလုံးဝအဆင်ပြေနိုင်မယ်တေးတာသူတို့ကကိုဘက်ကအပြည့်ဝရတည်ပြီးနိုင်မယ်ဆိုတော့ဟုတ်ပြီသူတို့တွေဘယ်လိုဟင်းနေလုပ်လဲပေါ့နော်ခုနတွေ့ရနေရတော့ဒီတရိတ်ဆန်လေးနဲ့နေပေးမယ်တရိတ်ဆန်လေးထိတွေ့မယ်ကိုနဲ့ကိုပေါ်တကယ်ကောင်းတဲ့ဒီအမျိုးသမီးရှိရပါတော့သူတို့တွေကိုရင်ဖွင့်မယ်ပြပြမယ်အဲ့တွေ့ရ okay ဖိုင်3ရအောင်အကုန်တန်းတွေ့ရဒါပေမဲ့ကက်လေးနဲ့ထပ်ဆွဲပြအောင်မယ်နော်ပြီးတော့လေကိုရှာဖွေပါကိုအပြေးဝရှာမတွေ့သေးဘူးကိုရှာဖွေပါဆိုတော့ကိုယ့်ရဲ့ဆိုးရွားတဲ့အချက်ကပါလေကိုယ့်ရဲ့ကောင်းမွန်တဲ့အချက်ကပါလေကိုယ့်ရဲ့ dark side light side ကိုသိအောင်ကြိုးစားပေးပါကိုယ့်ရဲ့ dark side light side ကိုသိအောင်ဘယ်လိုကြိုးစားမလဲဆိုရင်ဒီမှာ diary ရေးရကအရင်အကျိုးတရားမှုရှိပါတယ် diary ကတနေ့တာဖြစ်တာဆိုတဲ့ဆိုင်ဥပမာကိုကဘာခံစားကိုခံစားရကိုရေးပေါ့နော်ကိုကောင်းနေမှုရပဲဖြစ်ဖြစ်ကိုရင်မခံစားတဲ့အရာတွေကိုမျိုးသိထားရအကုန်လုံးချရေးပြချပြီးတော့တပတ်တစ်ခါဒါမှမဟုတ်4ရက်တစ်ခါကိုရေးပြီးသားတွေပြန်ဖတ်မယ်ဖတ်ပြီးတော့ဘေးအရာဆိုရင်တော့ဘလို့ဒီအရာဆိုတော့ဒီလိုကိုတဖြည်းဖြည်းတွေ့လာတယ်ကိုရှာတွေ့လာတယ်ကိုစကားပြောပြပါတဲ့ပြီးတော့ရောက်တဲ့တကွာလှပပလေးနေပြီပါကိုပြောရလေးလုပ်ပြီးပါကိုအိမ်ကြီးလှပပလေးဝင်မယ်ဒီ trauma ကြီးကိုပြင်ပြီးစဉ်းစားနေမယ်အစားလှပပလေးနေမယ်အထူးသဖြင့်တော့တရိတ်ဆန်လေးနဲ့ထိတွေ့ပြီးပါပြီးတော့ကိုရဲ့ဒီစီးပွားရေးပညာရေးကိုအာရုံစိုက်မယ်တရိတ်ဆန်လေးထိတွေ့ပြီးမယ်ကိုပင်နာမရှိပြအမျိုးသမီးရဲ့နဲ့ရင်ဖွင့်မယ်တိုင်မြင်မယ်အဲ့ဒါဆိုကိုရဲ့ဒီ trauma ရဲ့တော်တော် healing ဖြစ်သွားနိုင်ပါတယ်ဒီလားပြီးတော့တချို့ຢာတွေကလေအဲ့လိုတစ်ဖက်ပိတ်အမြင်တွေကိုမှရှိနေတယ်အဲ့ဒါသူခုန mention ခေါ်ထားတဲ့ဒီအမျိုးသမီးရဲ့နဲ့ထိတ်ဆက်တဲ့အခါမှာကိုယ့်ရဲ့အယူဆအမှားအတွေးအမှားတွေကိုပြန်ပေါ်လာလိမ့်မယ်ပေါ့နော်အဲ့ဒီချိန်ကိုပို့ပြီးတော့ strong ဖြစ်လာပါလိမ့်မယ်
ကိုကလေဟုတ်ပြီနော်ကိုကတယောက်တည်းနေပြီပါဆိုတော့လေလူနဲ့ရောနေမယ်အစားတနေ့ကိုတနာရီ2နာရီတမို့မီထိုင်းလေးပေးအဲ့မီထိုင်းလေးအချိန်မှာကိုခန်းစားရလေးလို့ journaling ဆိုလို့စောက်ထဲမှာချရရပါတော့စောက်ထဲချရလောက်မယ်ကိုစကားပြောမယ်ကိုတယောက်တည်းရှိမှကိုစကားပြောမယ်ချို့ဆိုလည်းမှန်ရှိသေးမှမကြည့်ဘူးကိုစကားတွေပြောကိုခန်းစားရတာတွေပြောကိုအကြံဉာဏ်တွေတောင်းကိုရဲ့လေးတကယ်ဖြေရှင်းမဆိုလို့ရှိရင်တော်တော်များကိုရဲ့အတွင်းပိုင်းထဲမှာရှိတယ်အဲ့ဒီချိန်ကျပေါ်လာလိမ့်မယ်အဲ့လိုကိုစကားတွေပြောမယ်မိထိုင်းတွေလုပ်မယ်journaling ပေါ်တော့စာရေးချရေးမယ်လုပ်တဲ့အချိန်မှာလေကိုရဲ့ dark side light side အကုန်လုံးကိုနားလည်လာပါလိမ့်မယ်9 ပတ် 9 လအတွင်းမှာထူကြပါလိမ့်မယ်အကယ်၍ဒီနေ့ကစလုပ်မယ်ဆိုရင်ပေါ့နော်အဲ့လိုမျိုးကိုရဲ့ dark side တွေ light side တွေသိလာတဲ့အချိန်မှာကိုကပို့ပြီးတော့ပျော်လာပါလိမ့်မယ်ကိုပို့ပြီးပျော်လာမယ်ကိုရဲ့ trauma တွေနေလာမယ် trauma တွေနေပြီးပျော်လာရင် trauma တွေတော်တော်ကြီးကိုနေပါပြီပျောက်လို့နေမှာဖြစ်သွားပြီဆိုရင်ကွာ trauma နေပြီးပျော်လာလိမ့်မယ်အဲ့လိုပျော်ရွှင်မှုတွေပြီးရင်နောက်ပိုင်းမှာဆိုကိုငွေကြီးအဆင်ပြေသွားပါလိမ့်မယ်ငွေဝင်လာဖို့ရှိပါတယ်ပြီးတော့အခါကျရင်ရှားတူတစ်ခုရှိတယ်နည်းနည်းတော့အလုပ်ရှုံမယ်ပြင်မယ်အကြိုက်ခိုက်လေးရှိတယ်ဒါပေမဲ့အောင်မြင်ပါလိမ့်မယ်ကိုမမျှော်လင့်ထားဘူးကိုကြာရှုံးသွားရင်ကိုမဖြစ်နိုင်တော့ထင်ထားတဲ့စီးပွားရေးပညာရေးတွေပြန်အကောင့်ထဲပေါ်နိုင်ပါလိမ့်မယ်နော်အဲ့ဒါကြောင့်ခုနပြောတဲ့နီးနန်းလေးနဲ့ healing လုပ်ပေးမယ် healing လုပ်ပေးပါဆိုရင်အဓိကကို heal ဖြစ်မဖြစ်တော့ကိုယ့်ရဲ့ပျော်ရွှင်မှုတွေတိုင်းတာပေါ့နော်ကိုပြောလာလေဒါ healing ဖြစ်လာလေပဲအဲ့ဒီချိန်ခုနပြောတဲ့အရာတွေကြုံတွေ့မယ်ကြုံတွေ့ပြီးငွေကြီးအဆင်ပြေလာမယ်စီးပွားရေးကောင်းမွန်လာမယ်ကိုယ့်ရဲ့ level တွေတစ်ခုပြီးတစ်ခုတက်လာမယ်ဒါပေမဲ့အတိုက်ခိုက်တော့ရှိမယ်အတိုက်ခိုက်ဆိုမနာလို့ပဲသူတို့တည်မှာကိုကလေကြိုးစားရတဲ့အတွက်ပြင်မယ်ဒါပေမဲ့ justice ဖြစ်ပါတယ်ကိုလိုချင်တဲ့ပန်းတိုင်းကိုကလေ higher rank တစ်ခုမှနေမဲ့အမျိုးသားတို့မအမျိုးသမီးဖြစ်ပါတယ်ကိုကဘယ်လိုနေရာမှာဖြစ်နိုင်လဲဆရာကြီးဖြစ်နိုင်ပါတယ်ဆရာဆိုတာကျောင်းဆရာကြီးဖြစ်နိုင်တယ်ကိုက nurse လုပ်မယ်ဆိုဒီ nurse တွေကိုပြန်တင်ရဆရာမတွေ nurse တွေဆိုရင်လေ nurse လုပ်မယ်ဆိုတော့အဆင်ပြေတယ်အချို့ဂျပန်နေပါညာရဘဝဆောက်ရှောက်နေသွားမယ်သူတွေဆိုရင်လေသွားရပါလိမ့်မယ်မြင်ပါတယ်2 လအတွင်းမှာမြင်ပါတယ်ပြီးတော့တချို့ရဆိုရင်တရားဟောတဲ့ပုဂ္ဂိုလ်တွေလုပ်မယ်ဆိုလည်းအဆင်ပြေရယ်ပြီးတော့ nurse တွေလုပ်မယ်ဆိုရင်အဆင်ပြေရယ်တချို့ရဆိုရင်အဲ့လိုစီးပွားရေးအဆင်ပြေပြီးနောက်ပိုင်းလေအဲ့လိုပတ်စံတွေအများကြီးရအောင်ချို့ကြလို့အိမ်အောင်မပြုတ်ဝင်နေပါလုပ်မယ်ဆိုခိုင်နေဦးလို့မိဘမိကေယာတွေလုပ်မယ်အဲ့ကေယာတွေဦးစီးမယ်တချို့ကြတော့လေအဲ့လိုမဟုတ်ဘဲနဲ့ဒီကူညီမှုပေါ့နော်ကူညီမဲ့ private အသင်းတွေမှာဝင်ပြီးတော့ဝင်ရောက်ပါဝင်ပြီးတော့လုပ်ပေးမယ်ဒီမျိုးတွေအများအကျိုးပြုမယ်လုံးဝပေါ့နော်နတ်သမီးတစ်ဖွဲလုံးဝတန်မိုးရှိရဲ့အမျိုးသားအမျိုးသမီးဖြစ်လာပါလိမ့်မယ်ကိုကရင်းနှီးဖြစ်လာတဲ့လူတွေပေါ်မှာပို့ပြီးတော့ကျင်နာမှုတွေများပြီးမေတ္တာဓာတ်တွေများလာပါလိမ့်မယ်ကိုကအကြည်ဓာတ်များပါလိမ့်မယ်ကိုကအသက်ရှိလိမ့်မယ်ကိုရဲ့ဒီဘယ်လိုပြပြမလဲဥစားတာကောင်းမယ်ပေါ့နော်ပြီးတော့ကိုကအသက်ကြီးရင်တော့လေကိုကနုနုပြပြလေးဖြစ်လိမ့်မယ်တည်လားနောက်ပိုင်းကိုဒီ healing နေဖြစ်သွားပြီဒီလိုမျိုးတွေဖြစ်တဲ့နောက်ပိုင်းနေဆိုကိုကအသက်ကြီးလာတော့ဟဲ့အမနှုတ်လိုက်တာလေအဲ့လိုမျိုးပေါ့နော်ပြီးတော့ကိုကအချစ်ခံပါလိမ့်မယ်ကိုကိုလေချစ်တယ်ဆိုတာလို့ကိုရဲ့ချစ်သူတယောက်ကချစ်ပြရမျိုးမဟုတ်ဘဲကိုရဲ့ society အတိုင်းဝိုင်းချစ်ပြီးကိုအားကိုပြီးတည်ရမလားကိုငငယ်နဲ့အမေကိုချစ်တယ်အဲ့လိုတည်ရမလားကိုအမေတယောက်လို့ကိုလုံးဝကိုရဲ့ရင်ခွင်မှာခုနာမဲ့အားနေတဲ့သူမျိုးရှိပါတယ်အဲ့ဒီကြောင့်အားနေလို့အပြေအဝကိုကြီးထောက်ပံ့ပေးနိုင်တဲ့သူမျိုးဖြစ်ပါလိမ့်မယ်ဆိုဖိုက်သွေးလေးကတော့အရန်ကောင်းပါတယ်ဆိုတော့ဒီနေ့ reading လေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ရှင်ဒါ